သူတို့ရဲ့အတိသူတို့ရဲ့နားလေဘောပေါသူတို့အလင်းတရားကိုရရှိတဲ့ပုံမှာသူတို့ရဲ့တယောက်နဲ့တယောက်ဆွေးနွေးချင်းသာဖြစ်တယ်ဆိုတာဒီမှာနားထောင်တဲ့ဓမ္မပရိသတ်အားလုံးကိုကျွန်တော်ဝိုးစွာအသိပြုလိုပါတယ်သူတို့အခု brother မနာလီရဲ့ပြောတဲ့ဟာကလည်းသူ့ရဲ့အတင်းတော်နဲ့မဆိုင်ဘဲနဲ့သူ့ရဲ့ personal view ဖြစ်ပါတယ်ပါစာဆောင်ဆောင်လဲသူပြောတဲ့ဟာကအတင်းတော်ကိုစားအတင်းတော်ကဒီလိုပြောပါဆိုတာမခိုင်းတာမဟုတ်ဘဲနဲ့သူတို့ရဲ့ personal view ဆိုတာဓမ္မအပဒများသိစေချင်ပါတယ်ပြီးတော့သူတို့ရဲ့စီကံချက်လို့ကိုကျွန်တော်ပြောပြချင်တာကဘာလဲဆိုတော့ပထမအဆုံးကဘာသာကဆိုတော့7 မိနစ်ပေါ့ပြီးတာနဲ့သူတို့ခေါင်းတော့မှာပေါ်လာမယ်နောက်ထပ်7 မိနစ်ပြီးတာနဲ့ brother ကတော့နောက်ထပ်7 မိနစ် introduction နဲ့ပေါင်းပြီးတော့7 မိနစ်စမှာဖြစ်ပါတယ်စတာပြီးတာနဲ့သူတို့ cross question ဆိုပြီးတော့9 မိနစ်ပြီးထားပါတယ်9 မိနစ်မှာ brother ကဟိဦးဆုံးပြရမှာဖြစ်ပါတယ်9 မိနစ်ထဲမှာသူပါစာဆောင်ရဲ့ presentation ထဲကနေပြီးတော့သူကြိုက်တယ်လို့မေးလို့ရပါတယ်အဲ့ရပြင်မဟုတ်ဘဲနဲ့သူ cross question ဆိုတော့သူရဲ့ presentation ထဲကနေပြီးတော့သူမေးရမှာဖြစ်ပါတယ်ဒီ brother ပြီးတာနဲ့ပါစာဆောင်ကလည်း brother ရဲ့ presentation ထဲကနေ9 မိနစ်သူကြိုက်တယ်လို့သူတို့question ထဲနေဒီဟိုထဲနေသူတို့ presentation ထဲကနေမေးတော့မှာဖြစ်ပါတယ်အဲ့ဒီက section 1ဖြစ်ပါတယ်ပြီးတာနဲ့နောက်brother ကပြန်စပြီးတော့နောက်ထပ် presentation ပြန်စမှာဒီ presentation စမှာpresentation ဖြစ်အခုသူထည့်ဖြစ် conclusion ကိုသူတို့9 မိနစ်စီလောက်တော့မှာဖြစ်ပါတယ်ပါစတာက conclusion ရေးလုပ်မယ်ပြီးတာနဲ့ brother က conclusion လုပ်ရမှာဖြစ်ပါတယ်အဲ့ဒါနဲ့သူတို့အချိန်ကဒီလိုပဲပြည့်တော့မှာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာအရင်ဦးဆုံးစဖွင့်ရန်ပါစတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဦးဆုံးလည်းပြောချင်တာကပါစတာဆောင်ကတော့သူအခုချိန်မှာမန္တလေးမှာဖျားရမှုတော့ဆောင်တဲ့ပါစတာတယောက်ဖြစ်ပါတယ်ပါစတာဒိုင်းမနာလင်းကြတော့ brother ဒိုင်းမနာလင်းကြတော့သူကအခုချိန်မှာအမေရိကန်မှာသူပညာသင်ကြားရင်းနဲ့အမေရိကန်မှာနေထိုင်တာဖြစ်ပါတယ်သူလည်းတကယ်စက်ကတ်တဲ့brother ကိုရင်တပါးဖြစ်ပါတယ်ဆိုတော့အခုချိန်မှာသူတို့ရဲ့တမန်ကျမ်းစာထဲကနေပြီးတော့ဒီ Saturday Sabbath နဲ့ Sunday Sabbath ကိုသူတို့ဆွေးနွေးမဲ့အချိန်ဖြစ်ပြီးတော့ပါတာဆောင်ဆာကနေပြီးတော့အခုချိန်ကစပြီးတော့သူအချိန်10 မိနစ်ယူတော့မှဖြစ်ပါတယ်အစည်းအဝေးဖွင့်ဆုတောင်းပေးလိုက်ပါမော်ရီယာကျေးဇူးပြုအစည်းအဝေးဖွင့်ဆုတောင်းပေးလိုက်ပါOkayဖပါဗျာဘုရားကြီးတော်ကြောင့်တမန်တော်ရဲ့ကျမ်းစာထဲကနေပြီးတော့အမှန်တရားတစ်ခုစုံမတ်တစ်ခုကိုရှာပြီးမဲ့အချိန်မှာပါစတာနဲ့ brother တို့ရဲ့အလင်းတရားများတို့တမန်တရားနားနဲ့ချင်းကိုတယောက်နဲ့တယောက်ဆွေးနွေးမှာဖြစ်ပါတယ်တို့ကောင်းကြည့်ပြီးတော့အခုတုံးနဲ့ဒီ internet technician များအားလုံးလည်းကိုတော်ကောင်းကြည့်ပြီးတော့ပါမေးတည်ချင်းအားနဲ့စပြီးတော့ကိုတော်ကောင်းကြည့်ပြီးတော့ပါကျွန်တော်တို့နဲ့သူပါရှိတော်မူပါအထူးသဖြင့်ဒီမှာအမှန်တရားကိုဆွေးနွေးမဲ့ပါစတာနဲ့ brother ကိုထူးကောင်းကြည့်ပြီးတော့ပါသူတို့ရဲ့ဆွေးနွေးခြင်းအပြင်နားထောင်တဲ့ပရိသတ်များဒီကိုတော်နဲ့ပူပြီးနီးစပ်တဲ့သူများဖြစ်နိုင်ဖွင့်ရလဲကိုတော်ကောင်းကြည့်ပြီးတော့ပါသူတို့ပြောခြင်းအပြင်တမန်တရားကိုပူပြီးသိရှိနားရတဲ့သူများသိရှိတဲ့အတိုင်းနားလိုက်ရှောင်းနိုင်တဲ့သူများဖြစ်နိုင်ဖွင့်ကိုတော်ကောင်းကြည့်ပြီးပါမယ့်ကြောင်းယေရှုနာမကိုမြှုပ်လို့ဆုတောင်းဆက်ကကြပါပါအာမင်ကိုချောချင်းရောမပြပါလေဆက်နေဟုတ်ပြီအားလုံးကိုမင်္ဂလာပါ brother လည်းမင်္ဂလာပါလို့နော်online မှာနားတော်သားဆင်တဲ့ကျေးဇူးညီချက်တဲ့သူအားလုံးကိုလည်းဖျားဆက်ထိုးပဲကောင်းချင်မှချပေးပါစေကျွန်တော်တို့မင်္ဂလာပါလို့ကျွန်တော်တို့ online မှာ brother နဲ့
กูเตียวหัวเช็ดตูนาทองตูเตียวหัวเช็ดกูนาทองตูนาทองกูนาทองด้านเนี่ยมีนชีขันอยู่เช็ดชีว่าตีดาชีมาตุงงี้ได้กาจ้าโรจนเราบาเวพีออนไลน์มาตัดเชิงเล่าเชิงอยู่ยาอ่องเราจนเราในยาวตะโบตูบิโรดีอาศัยสิพี่ปอลาราพี่บาเรสโรดิลูมิวอาศัยสิพี่บุยาจนเราเปลี่ยนเส้นเปลี่ยนพยาตะเข่งอัทุเบจิจุเต็มบาเรพี่เราเล็กขันเดบราดาลิงกุเลอัทุเบจิจุเต็มบาเรเราจนเรานิดานี่เนี่ยจนเราเปียวชิมบาเรสุโรจนเราโลกาจ้าเอมตามาอสงโนยาวสินีบีพิเดตัวจ้าอามันเตียตมาเตียเทมาจนเราตะเกเบพยาตะเขยิงกันเทมาจนเรายาวสีบุจนเราในงานเราอัดเพื่อจนเราเปลี่ยนเส้นบุอัดยาวสีลาบาบีสุดจ้าลีเนี่ยจนเรานิดานผิวชิมบาเรสุโรจนเรากองสิงคาโดคุณาโมเดลิธากับพิวธาเดสัตดิสับเอ็นซันเดสับกูนกปัดโดตมาเจนซาเทกานิจนเราสุยนุยมาพิบาเรสุรจนปรมาอุซงสินซาสิชินเนวิพันตุงตัสิชินเนอายาตะคูลิเนจนซาชิมบาเรบราดาจนเราว่าดีนาตระสินมีอาลงมาปวดเราจนเราบราดาจนเรากาดีกบ้าปัทวิมีจิกาตุเยวันยุปมาเลปัดเดขาเจ้าดแต่เยสุเดอไดตาพี่ปอลาเดสุโรอดีเปก็แต่เยสุเดอไดตาพี่ปอลาบุยาจ้องสีเดทุนี้ตุสวาตลาสุเดอไดตาพี่ปอลาบุลากบากาดีกบาจูเลปัดเดขาเจ้าพี่ปอลาเดไดตาพี่บาเดทุนี้ตุสวาจนรู้แต่นิสุเดอไดตาเลกบามีจีกานิกุเลปัปิโรตปปิเดขาเจ้าแต่นิสุเดอไดตาพี่ปอลาเกดาสุนจนเราอาลงเล็กขันธาเดอายาตคุกาตปัสสุเดอไดตากาบาเนไดตาเปเบคานิพี่ปอลาตเลดีเทตุปูตุเซสินซาเสียกองดากาดีตปัสสุเดอไดตากาคนเยตปะเบคานิซาเตมโปรเบปอมามูติโปรดีคนเยตปะพี่ปอลาตเลดีเทปูสินซาเสียกองดากาบาเลสุโรดีคนเยตปะเยนาวสงโรนิเยกาสนีนีแต่จนเราอาลงอ่ะกบามาสิเดลูยินจิมุบาตาอาลงเล็กขันเทอายาตคุจนเปียวดาพิบาร์สุโรจนคุณอาเปียวตัวอะไรได้เบจนดีตปะคนเยนเนดีสนีนีดีคนเยตปะยะอภิกาโรจนเราดีตมหาเจนสาเทมาเบอภิสิเดพันสินสิมพยาตเขเนเบปัตเตเดสุโรดีคนเยเทดีคนเยชาวเยปะลงพยาตเขโลมิวสงกุโลเดคนเยนี่มาตุงยิงว่าสวานีเดสุสโนกะบาวจังคันจินนี่อังเงนี่เนต้นเฮมาจนตุยาเดสุโรดีตปะมาคนเยสิเดดีสนีนี่กะพยาตเขเนเบไซเดพยาตเขอุษาพยาตเห็นไปท้าราพิบาเรสุดาจโนนกปัดโดตมาเจนสาพินจโนอายุสมเปียวชินาพิบาเรเอดีอุปนิสนีนิกาคริสโดกูไดกาบาเปียวตเลสุลูตารีอัตงาปีท้าราสุโปรเสมากุครุงคันจินีอังเงินเซคนิเทมาคริสโดพยาสิงกาติจาพอเปียท้าเรจนลูตารีอัตดีตปะคนเยนเนดีนาวสงโดดีอุปนิกาลูตารีอัตพยาเข็นปีท้าราสุโปรคริสโดเยโนดนกปัดโดเทมาจนุตุยาบาเรสุโรบาจงดีคนเยตปะเทมาดีจนโดสนีนี่อุปนิกุพยาเข็นกาส่องไข่ตะเลสุดากูอาจารย์เจนสาเทมาเลว่าติจาพอเปียท้าเรจนทุ่มยาคันจินนะเสอังเงเซติเทมาอาจารย์โมกาเรพยาตเงาเปียวเรอาจารย์โมกาเรเตโนกูงาพันเซนดีเช่าเยปะลงกูพันเซนโนพยาสินดีมูกองเกมีจีตมดเยมาสิเดอยาอาลงกูพันเซนโนพยาสินพิดอจองเอดีอุปนิมางากูสิคูบาตันเซนสวปิวบาสุโปรพยาตเขกาทุ่มยาคันจินเสอังเงเซติเทมาพอเปียท้าบาเด
ทูนี้ดูสว่าจนรู้จีจีลาขันจินนัสเซอังเงนัสเซเทมาบาพอเปียท้าแต่เลยสุดดีอุปนิกูส่งขยะชินอาจารย์ยินดีตูกะอายาคัดเต็งกูพันเซนโนพยาพันเซนเซมพยาจนรู้กูกวยเดพยากะพันเซนเซมพยาพิบาเดสุรากูเตตีปิวบุยันโลกามาพยาดีอเมียยิสิเดโลกามาลูดุยพยาอเมียมิวสิจเดเอดีเทมามาเมโนกะงาเกเตนเซมพิเดพันเซนเซมพิเดกูงากูยงจีเดอายากูပြတာပို့ရန်တက်တီအနေနဲ့ငါ့ဥပုံนี้ကိုစောင့်ပါဆိုပြီးတော့ကျွန်တော်အာဇီဇစီလာခန်းချင်း20အငယ်20ထဲမှာဟောပြထားတော့ကျွန်တော်တွေ့ရှိတယ်ဆိုတော့အဲ့ဒီဥပုံนี้ကကျွန်တော်တို့ခရစ်တော်ဖျားရှင်ကိုယ်တိုင်ကဒီလောကမှာအသက်ရှင်နေတဲ့ချိန်ခါမှာသူကိုယ်တိုင်ကအဲ့ဒီစနီဥပုံนี้ကိုသူကိုယ်တိုင်စောင့်ထင်းတာကိုရှင်လုကာခန်းကြီး4အငယ်6ထဲမှာကျွန်တော်တို့တွေ့မြင်နိုင်တယ်ရှင်လုကာခန်းကြီး4အငယ်16ထဲမှာကျွန်တော်တွေ့နိုင်ပါတယ်ဆိုတော့သူခရစ်တော်ဖျားရှင်ဒီလောကမှာမရှိတဲ့နောက်ပိုင်းမှာဒီဥပုံนี้ကိုစောင့်ထင်းဖို့ရန်သူဆက်လက်ပြီးတော့မာကြားတဲ့ကျမ်းချက်ကတော့မဿဲခန်းကြီး24အငယ်21ထဲမှာခရစ်တော်ဖျားရှင်ကအတိအကျဖော်ပြသူမရှိတဲ့နောက်ပိုင်းမှာဒီဥပုံนี้ကိုစောင့်ဖို့လိုအပ်တဲ့အကြောင်းကိုခရစ်တော်ဖျားရှင်ကမာသဲခန်းချင်း24အငယ်နဲ့7ထဲမှာဖော်ပြထားတယ်။ဟေဘဲခန်းချင်းလေးအငယ်9ထဲမှာဒီကနေ့ကျွန်တော်လက်ရှိယုံကြည်သူတွေအခုလက်ရှိယုံကြည်သူတွေအတွက်ဒီဥပုံนี้ကစောင့်ထင်းဖို့လိုအပ်နေတဲ့လီတီးတယ်ဆိုတာကိုဟေဘဲခန်းချင်းလေးအငယ်9ထဲမှာအတိအကျဖော်ပြထားတယ်။ထိုနည်းတူဆိုကျွန်တော်ဒီဥပုံนี้ကကောင်းကင်တင်းနဲ့မြေကြီးတစ်တိုင်အောင်ကျွန်တော်စောင့်ထင်းရမယ်ဥပုံนี้ဖြစ်တယ်ဆိုတာကိုကျွန်တော်ကျမ်းစာထဲမှာအတိအလင်းပေါ်ပြထားတော့ကိုကျွန်တော်တွေ့စီရပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီစနေနေ့ဥပုပ်9ရက်နေ့မှာ9ရက်နေ့ကဒီတပတ်စနေဥပုပ်ကကျွန်တော်တို့ဖန်ဆင်းစင်ဖျားသခင်နဲ့တက်ဆိုင်တဲ့အရာဖျားသခင်ဥစ္စာဖျားသခင်ရဲ့ဥပုပ်နေ့ဖြစ်ပြီးတော့အဲ့ဒါကိုကျွန်တော်တို့ဒီလောကမှာအသက်ရှင်နေတဲ့ဆာအခုချိန်မှာအဲ့ဒီဖန်ဆင်းစဉ်ဖျားကိုကိုးကွယ်တဲ့သူဒီအဲ့ဒီဖန်ဆင်းစဉ်ဖျားကိုယုံကြည်တဲ့လက်ခံတဲ့သူတွေအားလုံးကဘယ်လိုမျိုးမဆိုဘယ်ချင်းပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်အင်္ဂလိပ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုရီးယားလူမျိုးပဲလူမျိုးနဲ့မဆိုင်ဘဲနဲ့ဖန်ဆင်းစဉ်ဖျားသခင်ကိုယုံကြည်လက်ခံကိုးကွယ်တော့သူမန်တမြအတွက်ဖျားသခင်ပေးထားတယ်ဆိုတာကိုခုနကျွန်တော်ပြောတဲ့မာကိုခန်းချင်းနဲ့အငယ်29ထဲမှာပေါ်ပြထားတော့ကျွန်တော်တွေ့ရှိရပါတယ်ဆိုတော့တမန်တော်တို့ခေတ်တုန်းကလည်းကျွန်တော်တို့ဒီအခြားဥပုံကိုတပတ်မှာ9ရက်ထဲမှာအခြားဥပုံนี้ကိုမဆောင်ဘဲနဲ့စနေဥပုံนี้တစ်ခုကိုပဲစောင့်ထင်းတဲ့ဆိုတာကိုကျွန်တော်တို့အန်တီအိုမြို့မှာကျွန်တော်တို့တမန်တော်ခန်းကြီး73အငယ်14အငယ်42အငယ်44ကျွန်တော်အန်တီအိုမြို့ကတမန်တော်ဒီကအန်တီအိုမြို့မှာရှိတဲ့ယုံကြည်သူတွေနဲ့စနေနေ့ဥပုံนี้ကိုစောင့်ထင်းတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိပါတယ်ထိုနည်းတူစွာဖိလိပ္ပိမြို့မှာရှိတဲ့ယုံကြည်သူတွေနဲ့စနေနေ့ဥပုံนี้ကိုပဲစောင့်ထင်းတယ်ဆိုတာကိုကျွန်တော်တို့တမန်တော်ခန်းကြီး16အငယ်7နဲ့73ထဲမှာကျွန်တော်တွေ့ရှိနိုင်ပါတယ်ထိုနည်းတူစွာကျွန်တော်တက်တလောနေ့မြို့မှာရှိတဲ့ယုံကြည်သူတွေနဲ့အတူတမန်တော်တွေကစနေဥပုံนี้ကိုပဲစောင့်ထင်းတယ်ဆိုတာကိုကျွန်တော်တို့တမန်တော်19အငယ်1နဲ့2ထဲမှာကျွန်တော်တို့တွေ့နိုင်ပါတယ်ထိုနည်းတူစွာကျွန်တော်တို့ကောရင်သူမြို့မှာရှိတဲ့ယုံကြည်သူတွေကတမန်တော်များနဲ့အတူစနေနေ့ဥပုံนี้ကိုပဲစောင့်ထင်းတဲ့ဆိုတာကိုကျွန်တော်တမန်တော်အခန်းကြီး7အငယ်1ကနေ4ထဲမှာအတိအကျဖော်ပြထားတာကိုကျွန်တော်တွေ့ရှိရပါတယ်ဆိုတော့ချစ်တော်မိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်ဒီတူတုတ်လေးနဲ့ကျွန်တော်ဒီနေ့ပထမဦးဆုံးပြောချင်တာကတော့ကျွန်တော်တို့ကိုယ်ကိုယ်တဲ့ဖရာသခင်ကဖန်ဆင်းစဉ်ဖရာဖြစ်ပါအခြားတော့ဖရာမဟုတ်ဘူးလောကဖရာတွေအများကြီးရှိတယ်အဲ့ဒီထဲမှာမှကျွန်တော်ကိုယ်ကိုယ်တဲ့ဖရာသခင်ကဖန်ဆင်းစဉ်ဖရာဖြစ်ပါတယ်ကယ်တင်စဉ်ဖရာဖြစ်ပါတယ်အဲ့ဒီဖန်ဆင်းစဉ်ဖရာကယ်တင်စဉ်ဖရာကိုကျွန်တော်ကိုယ်ကိုယ်ဖို့ရန်တပတ်မှာ9ရက်ထဲမှာစနေနေ့ဥပုပ်နေ့တစ်ခုတည်းကိုပဲဖရာသခင်ပြီးထားတယ်ဆိုတာကိုဟောဒီနှုတ်ကပတ်တော်ကျမ်းစာထဲမှာကျွန်တော်အတိအလင်းကျွန်တော်ပြောချင်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့
အမှန်တိုင်းကျွန်တော်တခါတည်းပြောလိုက်အောင်မယ် brother ကပြောဖို့ရန်ပိုတော့အစင်ပြောပေါ့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ဒီတမန်ကျမ်းစာထဲမှာဒီတနင်္ဂနွေနေ့ Sunday ဖြစ်တဲ့တနင်္ဂနွေနေ့ကိုဥပုပ်နေ့အဖြစ်စောင့်ဖို့ရန်အထောက်ထားကျမ်းချက်မရှိဘူးလို့ကျွန်တော်ပြောလိုက်မယ်ဒါတော့ဘလာရာခါအဲ့ဒါသူပြောဖို့ရန်စီးလိမ့်မယ်ဆိုတော့ကျွန်တော်ဒီနေ့ဝင်ငါချင်တာကတော့ကျွန်တော်တို့ဒီနေ့ကိုကိုရဲ့ဖယားသခင်ကအသက်ရှင်တဲ့ဖယားသခင်ဟောဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့ပေးထားတာဖြစ်တဲ့ကြောင့်ဒီနှုတ်ကပတ်တော်ထဲမှာသူ့ကိုဝပြုကိုကိုစစ်ခိုးဖို့ရန်တပတ်မှာတရက်ကိုဖယားသခင်အတွဲကျွန်တော်တို့အသုံးပြုမယ်ဆိုခဲ့လို့ရှိရင်အသုံးပြုဖို့ရန်ဖယားသခင်ကစနေနေ့ဥပုပ်နေ့ကိုပဲဖယားသခင်ပေးထားတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဝင်ငါချင်တာဖြစ်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်ပါစတာနေပြီးတော့အချိန်မီစက္ကန့်15မိနစ်15စက္ကန့်လို့ဒီပြီးတော့ကျေးဇူးတင်ပါတယ်အခုချိန်မှာ brother diamond နာရပြီနော်ကြားရတယ်လားဟုတ်ပြီအခုနပြောတော့ပေးတယ်ဆရာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့အဲ့လိုကူညီပေးတဲ့ moderator ထူးကျေးဇူးတင်ပါတယ်ကျွန်တော်အတူချိုးလေးမိဆက်ရမယ်ဆိုကျွန်တော်အမေရိကန်မှာကျောင်းတက်နေတော့ကျောင်းတက်နေဆဲပေါ့နော်ဆိုတော့အခုဆရာအစားမှာ intro မှာသူအများကြီးပြောတော့တာပေါ့နော်တိပန်ကြီးကြကြတွေပေါ့ကဘာကြီးကျယ်တွေဘယ်လိုလဲလာတွေဘယ်လိုလဲပတ်တယ်ဆိုတဲ့ဟာတွေပေါ့လေနော်အားလုံးသိပါတယ်ဖယားသခင်ကဖန်ဆင်းနေပေါ့လေနော်အားလုံးသိပါတယ်ဒါပေမဲ့ဆရာခုနပြောတော့တဲ့အထဲမှာပေါ့လေနော်ဗာလဲရက်ဖယားသခင်ကရက်တွေကိုကြတော့မတတ်မှာပဲပေါ့နော်9ရက်တော့ပြောရပေါ့နော်ဒါတော့ဘုသူတာပြောတာပါပထမနေ့ကတနင်္လာ Sunday ပေါ့နော်ဖြစ်မယ်ဒုတိယနေ့ကတနင်္လာဖြစ်မယ်ပေါ့နော်တတမနေ့ကစနေဖြစ်မယ်ဆိုတဲ့ဟာတော့ဘယ်ချမ်းစာထဲမှာကျွန်တော်တို့မတွေ့ဘူးပေါ့ဒါတော့ကျွန်တော်တို့ရဲ့တိပန်ပညာရှင်တွေရဲ့တွေ့ရှိချက်ရှင်းပြောရရင်ကျွန်တော်တို့ Roman Empire ရဲ့ဘုရင်တွေရဲ့လာရဲ့ January လာ February လာ August လို့သူတို့နာမည်တွေကိုတုံးပြပြောလာတာပေါ့နော်ဒါလာရဲ့ကျွန်တော်က Roman Empire နဲ့မကင်းဘူးပေါ့တချို့က Roman Empire နဲ့ကင်းချင်တယ်ဒါပေမဲ့ကိုတုံးနေတာRoman Empire တွေမွေးစားပေးခဲ့တဲ့စကားလုံးတွေဖြစ်နေတာပေါ့နော်ဒါပေမဲ့ပြောချင်တာ Roman Empire နေကိုကွယ်ခဲ့တဲ့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ Sunday မှာကိုကွယ်တော့ကျွန်တော်တို့အဲ့ဒီနေကိုကွယ်တာမဟုတ်ဘူးတစ်ဖက်မှာလည်း Roman Empire က Saturday ဆိုတဲ့ Satan ဆိုတဲ့ဒီ Roman နတ်ဖျားနေကိုအထူးပြုပြီးတော့သူကကိုကွယ်တဲ့နေ့ဖြစ်ခဲ့တယ်ဒါနော်ဒါပေမဲ့ကျွန်တော်တို့က Saturday နေ့မှာ Sunday နေ့မှာကိုကွယ်တဲ့လူကနတ်ကိုကွယ်တယ်လို့လည်းမပြောလို့ပါဘူးအဲ့လိုလည်းမဟုတ်ပါဘူးကုတ်ပြီဆိုတဲ့ခါကျဆရာအခုနပြောထားတဲ့အထဲမှာဥပုံနေဆိုတဲ့ဟာသူကခြုံယုံပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကျမ်းစာလေ့လာတဲ့နေရာမှာဘယ်လိုသူ့ရဲ့စနစ်တကျပေါ့နော်သူဘယ်ချိန်မှာဒီဟာရေးတယ်လဲဘာကြောင့်ဘယ်သူတွေကိုဘယ်နေရာမှာဘယ်ချိန်ခါမှာရေးတယ်ဆိုတဲ့ကိစ္စတွေနဲ့အတူတူလေ့လာရမယ်ဆိုတော့အခုကျွန်တော်တို့ကဒီစပတ်ဆိုတဲ့ကိစ္စကိုကျွန်တော်တို့ပြောမှာပေါ့နော်ကျွန်တော်ဆရာကဘာဦးကြအခန်းကြီးနေ့နဲ့ခန်းငယ်နေ့နဲ့တုံးကိုအများဖြစ်ဆရာတို့ကယူပါတယ်ဒါပေါ့နော်ဘယ်လိုတွေ့ရလဲဆိုထို့တော့ကောင်းကင်နဲ့မြင်ကြီးတဲ့ကောင်ခတ်သိမ်းတော့တဆာတို့ဒီပြည်စီလက်ရှိကြတတမနဲ့ရောက်ရင်ဖယားသခင်ဒီဖန်ဆင်းသောအမှုကိုလက်စာတတ်တော်မူ၍ဖန်ဆင်းသမျှသောအရာတို့ကိုပြည်စီပြီးမှထိုတတမနဲ့ညင်ဝတ်စော်နေတော်မူ၏ထိုတတမနဲ့ကိုဖယားသခင်ဒီကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုအရာအလုံးစုံသောပြည်စီတို့ကြောင့်ထိုနေ့ရနိုင်ရင်ဝတ်စော်နေ၏ကျွန်တော်ဒီကျမ်းစာကိုကျွန်တော်စနစ်တကျလေ့လာတဲ့အချိန်မှာဒီနေရာမှာစပတ်မပေါ်သေးဘူးဘောနော်ဒီနေရာမှာကျွန်တော်တို့ဒီဖယားသခင်ကသူ့ရဲ့ဖန်ဆင်းခြင်းပြီးတဲ့အခါကျတော့နားတယ်အနာယူတယ်သူ့ရဲ့ creation ဖန်ဆင်းခြင်းပြီးတဲ့အနာယူတယ်အဲ့ဒါနဲ့လွှဲပြီးတော့သူကဒီဟာကဘယ်သူစောင့်ရမယ်ဘယ်လိုစောင့်ထင်းရမယ်ဘယ်လိုမျိုးတွေစောင့်ထင်းရမယ်ဆိုတာကိုလည်းမပြောဘူး
Sabat sore hadong pogo mapodi bono di hali ko jenoro ti polo ne jenoro ga jenoro chu chara di sau le ya jenoro aksayaro ya atendo di town ne ijiwa yi de sau bono the desire of ages sore sau the ma tu a eri prophet ma bo eri ijiwa ka ba pyo tha le so yin tu a belo pyo ne so eri ma jenoro takku bono because he has rested upon the Sabbath name anayu de bono Paya the king Sabbath name anayu de Tatama name anayu yama but say the Yoda Sabbath name anayu de God bless the 70 and not be the chance but sanctify it dancing say the bo no Piro was set it apart to the holy use dancing ya don't so poor that payable no Piro he give it to Adam as a day of rest Adam go anayu ya ne a pin ne panicking a beer. No chance am I below Biomale. Panicking a do anayu then go Adam go mele anayu bas or bido. Pina matoya no? Era matoya the desire of ages Samyana here connoisseur shima no to ya lime. I got easy why ye have. So I can do the Patamajan, the Janchatem, Sapalema Bodeu, Adam Golema Peu, so they have go, Jansaya, Pubia, no. You Genoroga gay, Erabi, Genora, Abraham Lamekwa, Enoch no Baria Lamekama Bureau, not Miaji, so no. So Genoro, Sapanko, Patamausum, Genoro, do it, Janzaga, Genoroga, Tomoya, can't you set chocolate, Genoro Doyama? I change set chalk the Kulungo, a dumas of young Papo, no. And it set Chomaga, the Kuloma Bato Yadre Soda, Israel Murica, Nano Egyptian Cola Biro, Balengaro did told him about Tio Mala, below less or happen, complain with that direction, Padicam Mungang, but not a lady chabby, but Joymoy a John lady to a bit of Edema Bono. Edema, General Patama Usombono, the Mosea Drogo Bureau again, you know, not yet at Sunny. The doctor name bono, and name and Hayatsa look yame bono, Piro Erago now the Yeni ati, the now the Sapo Tayame bono, be adults Abiaji Tave, since in the Elima, the panicking about the Moses said to them bono. Tomaja Kanji has sorry, set Chakan has set Toma to Yano. Moses Mosegani do the panicking amino would do bono, Manet Changa a day of Sabbath rest. Anayu ya Sabbath naked day. A holy Sabbath to the Lord panicking at the dancing ya naked day. Tabe. Below Mino Muko pe Muko Mipo Mason Putan Hippo Banya bono set papa. And a Batma was some Sabbath was in the Janza him a 2 yard ayabo no. Below Edima a Kanya Sangama bono. Iro dine aro menusa and Harry bono. Today is Sabbath to the Lord Payato to Anayu ya naked bono. Biro not the money Mamino to Mamahupanya bono. 6 day choice salon adding one the Gonking a chabi at Rosale. Konayan Nema Sabbath Pite, Eddie Nema Bama for Susea Matuya bono. Biro the Matalo said to Moses, has a shima to Yameno. Emma, how long will you refuse to keep my commandments and my instruction? Emma, the Choluya, Moses is the government, Namat Tombene, Eric Conayan name at Dosar, Janehari, the machine of Bono, Matoibo. Piro, the era of panicking of your Mino Abione and Minungasagago, Namatong, Bono. The Jancheli, I can't see has a Shiko, General Sani, at the Impecani, Amia Petone. Sapaka, General. South ya Pine, Tomaja can you say chocolate and CBB bono, Luria Done bono, at studying at the end of Pecan, and nearby Done or Toyare. Okay, era the draw the Jan Chapema, but Mausum. Everyone is to stay. Peduma so every Konayan Nema, Niame, Peduma appear Tolomaya was for the Habono, Toyare bono. Gabi and Nojanoroga. I can't Tomaja, I can't go to Yen, Telam Yok, Egyptian Tolara. I can't Jim Hesemaja, Israel Lumio, 2 Lumio, Yuela, Bimoan Bono, Drogo,
ဒီဘယ်လိုပြောမလဲအဲ့ဒီနေ့မှာပဲသူတို့နဲ့ bringing ပေးတယ်ပေါ့အခန်းကြီး19ထွံ့မြောက်ရကြမှာကဲမိုးစံနဲ့သူတို့ပြန်ထန်စကားပြောတယ်ပြီးမှကဲဣသရေလမျိုးတွေကလည်းဖျားပြောတာကိုငါတို့လက်ခံပြန်ပြောမှသူတို့ agreement လုပ်တာပေါ့နော်အခန်းကြီး20မှာထွံ့မြောက်ရကြအခန်းကြီး20မှာကျွန်တော်တို့ကဒီထွံ့မြောက်ကြအခန်းကြီး20မှာပဲပထမဆုံးပဲလို့တွေ့ရတယ်လေဆိုရင်ပေါ့နော်ဥပုနေကိုတန်ရှင်းစေခြင်းကထိုနေကိုအောက်မေလို့ဣသရေလမျိုးတွေကိုပြောတာနော်6ရက်ပါလုံးအလုပ်ကိုစူးစမ်းလုပ်ဆောင်ရမည်တတမနဲ့ရက်ဒီဖျားတခင်တန်ရှင်းရဥပုနေဖြစ်သည်ထိုနေနဲ့တင်တို့ဤတာသမီဂျွန်ယောက်ျားမိန်းမဒရိဆန်ပေါ့နော်ဒီအင်ဒိုနာရှိလို့ဧည့်သည်ဣသရေလမျိုးတွေပိုင်တဲ့ဧည့်သည်တွေအဲ့တို့လည်းအလုပ်မလုပ်ရပေါ့နော်အကြောင်းဖျားတခင်ဒီမို့ကောင်းကင်နဲ့ဖန်ဆင်းတော်မူရဲ့အဲ့ဒီနေမှာအနာယူတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့တွေ့ရတယ်ပထမဦးဆုံးဒီပညာအနေနဲ့ပြီးတာပေါ့နော်အခန်းကြီး16 grade နဲ့တွေ့ရပေမဲ့ပို့ပြီးမှဒီမှာတစ်ဖက်စလုံးလက်ခံတဲ့အခြေအနေပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်ဣသရေလမျိုးတွေကိုဘာဖြစ်လို့ဘုရားသခင်ကဒီလိုပေးရတဲ့အကြောင်းရင်းကိုကျွန်တော်တို့ကတောပြီးမှနောက်တစ်ဆင့်ကျွန်တော်တို့လေ့လာတဲ့အခါမှာဘယ်မှာတောတွေ့ရမလဲဆိုရင်ကျွန်တော်တို့ကDeuteronomy ပေါ့နော်တိုးလေရကြံပေါ့နော်တိုးတရားဟောရကြံအခန်းကြီး9မှာပေါ့နော်ဘာကြောင့်လဲဆိုရင်တို့ကိုဥပုံနေကိုတို့စောင့်စေတာပါလေအီဂျစ်ပြည်ကနေတို့ကိုပြန်ခေါ်လာတဲ့အတွက်ပေါ့နော်အဲ့လိုပဲကြံလို့တယ်နော်အီဂျစ်ပြည်ကနေပြန်ခေါ်လာတဲ့အတွက်တို့ကိုဒီအဲ့ဒီကိုပြန်ပြီးအောင်မေးတဲ့အနေနဲ့တို့ဒီစပတ်ကိုစောင့်ဖို့ဖြစ်တယ်လို့တို့ကိုပေါ့နော်ဘုရားသခင်ကပြောတယ်အဲအကြောင်းတမဟောင်းကာလကိုကျွန်တော်တို့ကြည်ရင်တာကဣသရေလလူမျိုးတွေနဲ့ဆိုင်တယ်လို့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ကောင်းမွန် presentation လုပ်ပြီးတဲ့ brother Diamond Link ကိုသူကျေးဇူးတင်ပါတယ်အခုချိန်မှာpresentation 10 minutes ပြီးတော့ပါပြီ first presentation မိမဲ့အချိန်ဖြစ်ပါတယ်အယူဆုံး brother ကပါစာဆောင်ပြောတဲ့ထဲကနေပြီးတော့ question 5 minute question 5 minute ကြိုက်တာ5 minute မေးမဲ့အချိန်ဖြစ်ပါတယ်အခုချိန်မှာဟုတ်ပြီဆရာကအခုတည်းရေစကြေလာပေါ်နာခန်းကြီး20ကိုတုံးသွားတယ်ပေါ့နော်အခန်းကြီး20မှာဒီဘုရားသခင်ကနေပြီးတော့စပတ်ကိုပေးတဲ့လူတွေကဘယ်သူတွေလဲပေါ့နော်ဒီ contact အရာကြီးရင်ဘယ်သူတွေကိုပေးတယ်လဲ sign အဖြစ်တယောက်နဲ့တယောက်အတွက်ဘယ်လိုပြောမလဲ bringing အဖြစ်ဘယ်သူတွေကိုပေးတယ်လဲဆိုတော့ contact အရာကျွန်တော်ပြန်ပြောပြလို့ရမှာလားPastor မိုက်ဖွင့်ပေးပါအဲ့ဒီချိန်ခါတော့ငါသူပြောတာဒီ contact အရာပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဤတီလာလူမျိုးတွေအတွက်ပြောတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ contact ကိုတီချာကြည့်တဲ့ဖတ်ကြည့်တဲ့ခါကျရင်ငါဒီတင်တို့ဤဖရာသခင်ဖြစ်တော့ကြောင်းဆိုတဲ့စကားကိုတုံးတဲ့အတွက်ကြောင့်ဖရာသခင်ကိုဖရာသခင်အနေနဲ့ယုံကြည်လက်ခံတော့သူတိုင်းအပေါ်မှာပြီးထားတဲ့ဥပုံကြီးဖြစ်တယ်မကွခန်းချင်းနဲ့အငယ်29နဲ့ပြန်ပြီးတော့တိုက်ကြည့်ပေးပါ brother ဟုတ်ပြီအဲ့ဒီမှာပေါ့နော်သူကဣသရေလလူမျိုးတွေကိုသူတို့ရဲ့အကြမှာ bringing နဲ့တွက်ပြီးတယ်သူတို့နဲ့သူတို့အကြမှာ sign အဖြစ်နဲ့လည်းပေးတာပေါ့နော်ဒီဇာဝုထဲမှာလည်း EGY ကလည်းအဲ့ဒါဣသရေလလူမျိုးတွေကိုပေးတယ်ဆိုတာလည်းဝန်ခံတယ်ဒါပေမဲ့အဲ့ဒီမှာဒီငါ့ကိုဖယားတခင်ကတင်တို့ဟာငါ့ကိုငါပညာကိုခမရတော်လို့ရင်တင်တို့ရဲ့ဖယားငါဖြစ်တယ်ငါရဲ့တင်တို့ကငါရဲ့လူမျိုးဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်သူ့ရဲ့သူခိတုခါရာကတော့ကျွန်တော်တို့ကဒီမှာဖယားတခင်ပေါ့နော်ဣသရေလလူမျိုးတွေကိုပဲအီဂျစ်ပြည်ကနေကောင်းတဲ့အပြုအမူကယ်တင်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အဲကြောင့်သူတို့ရဲ့ဖယားတခင်တင်တို့ကငါရဲ့လူမျိုးတင်ငါဟာမင်းတို့ရဲ့ဖယားဖြစ်တယ်ဆိုတဲ့ဟာကိုဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာတော့ကျွန်တော်အနေနဲ့ကတော့ဒီကကျွန်တော်တို့ဒီတမတိမရောက်သေးဘူးခရိယန်တွေကျွန်တော်တို့ဖယားတခင်ကိုယုံကြည်လက်ခံလာတဲ့တခင်ခရစ်တော်ကြောင့်ယုံကြည်လက်ခံလူတွေအတွက်ကလည်းအဲ့ဒီ contact အရာကမပေါ်သေးဘူးလို့ကျွန်တော်ကြည့်တယ်ဟုတ်ပြီနံပါတ်1ခုမေးမယ်ပေါ့နော်ပြီးတော့ prophet Isaiah အနာဂတ်ကြမှာပေါ့နော်ဘယ်လိုလဲဒီစနေအတင်းတို့ဖက်ကနေအမြဲတမ်းတုံးတဲ့22ပါ23အဲ့ဒီမှာကောင်းကင်မှာလည်းဥပုသ်စောင့်ရမယ်ဆိုတဲ့ဟာပေါ့လေနော်အဲ့ဒါကဘယ်လိုနဲ့ကောင်းကင်မှာကျွန်တော်တို့ဥပုသ်စောင့်နိုင်မယ်လဲ new moon တွေပေါ့နော်
new moon တွေလည်းရှိမယ်ပေါ့နော်ကောင်းကင်မှာပြီးတော့ Hesaya ခန်းကြီးဒီ66 56ကိုရှိနေတယ်ဘယ်လိုပြောမလဲအဲ့ဒီမှာဒီသူ့ရဲ့ကောင်းကင်မှာ new moon တွေပါတယ်လည်းရှိမယ်ဆိုတော့ဒီအဲ့ဒါကိုဘယ်လိုဆရာတို့အနေနဲ့တုံးတာပါတယ်လေကျန်းစာကကောင်းကင်တင်းနဲ့မြေကြီးတက်မှာငါးလူတို့ဒီဥပုံနေတိုင်းမှာငါကိုကူကွယ်ဖို့ရလာမယ်လို့ဒီလိုမျိုးပြောထားတဲ့အတွက်ကြောင့်ဒီကောင်းကင်မှာဖြစ်မဲ့အရာတွေကိုကျွန်တော်အခုချိန်မှာကျန်းစာကပေါ်ပြတလောက်ပဲကျွန်တော်သိနိုင်ပြီးတော့အတိအကျတော့ကျွန်တော်တို့ဖရာသခင်လုံးမဲ့အရာတွေကိုကျွန်တော်တို့မပြောနိုင်အခုချိန်မှာတော့ကောင်းကင်မှာဖြစ်မဲ့အဖြစ်ပြက်တွေကိုကျွန်တော်ဒီထီအနေနဲ့ကျွန်တော်ပြောလို့မရဘူးဟုတ်ကဲ့ဟုတ်ပြီတချို့လူတွေကကြတော့မဟုတ်ဘူးကောင်းကင်မှာကိုနိုင်ကဒီစပတ်ကိုစောက်ရမယ်ဆိုတော့ဒါပေမဲ့သူတို့မပြောနဲ့ကောင်းကင်မှာကျွန်တော်တို့က new moon လာပေါ့နော်လာရအလေးရောင်တွေပါတယ်ရှိမယ်ဟာကိုရှိမှာလားဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဗျာတိကျမ်းတွေကိုပြန်ကြည့်တဲ့အခါကျတော့ဗျာတိကျမ်းမှာကဲကောင်းကင်နိုင်ငံမှာဘာမှအလင်းတွေမရှိဘူးလေနော်ဒါပေမဲ့ခရစ်တော်ကိုယ်တိုင်ကငါတို့ရဲ့အလင်းဖြစ်ပြီးမှသူတို့ရဲ့လူတွေအလင်းထင်မဲ့ဒီအမောင်းတွေအလင်းတွေကောင်းကင်မှာမရှိတော့ဘူးလို့ပြောထားတဲ့အခါကျတော့ဒီ context အရာလဲဒီဟာကျွန်တော်တို့ကပြောဖို့ကဒီ sub ကောင်းကင်မှာ sub ဆောင်ဖို့ဆိုတာတော့ဒီခဲရပေါ်ဆရာတို့ရဲ့တပိုးလဲဆရာတို့နဲ့ပဲဆိုင်ပါတယ်တော့ကောင်းကင်မှာ sub ဆောင်ဆို new moon တွေကလုတ်လာဖို့ကလိုလာမှာပေါ့နော်အဲ့လိုကြောင့်ဟုတ်ကဲ့ကျွန်တော်တို့ကတော့နှုတ်ကပတ်ကျမ်းစာကိုပြောတယ်ဆိုတော့အဲ့ဒီအတိုင်းပဲယုံကြည်လိုက်တာဟုတ်ကဲ့ဟုတ်ပြီအဲ့ပေါ့ဒီတစ်ခါတည်း contact တွေကိုသူ့ရဲ့အပြည့်အဝကျွန်တော်တို့ကြည့်ရင်ပို့ပြီးမှပြီးဆုံးတာပေါ့ကဲပြီးတော့ကျွန်တော်ကပါမေးချင်တယ်လဲဆိုကြည့်X ထောင်းမြအကြအခန်းကြီး31မှာ16မှာပေါ့နော်အဲ့ဒီ31တခုလုံးမှာအားလုံးတွေ့ပါတယ် Israel လိုမျိုးတွေနဲ့ဘုရားရဲ့အကြားမှာ bringing တခုအဖြစ်ပေါ့နော်ဒီတွေ့ရတာပေါ့နော်ဆိုတဲ့အခါကျတော့ဒီဟာလဲဆရာတို့ကအဲ့ဒီ bringing ကကျွန်တော်တို့အားလုံးနဲ့ခရိယာန်တွေနဲ့ဆိုင်တယ်လားပေါ့လေဒီ Israel လိုမျိုးတွေနဲ့ပြုထားတဲ့ဟာကငါတို့ခရိယာန်တွေနဲ့ဘယ်လိုနဲ့အဲ့ဒီကျွန်တော်လုပ်တိုင်းလုပ်ရမှာလားပေါ့နော်သူတို့ bringing နဲ့ကျွန်တော်တို့မဆိုင်လို့ဘယ်လိုလုပ်မလဲဥပမာကျွန်တော်တို့ဟိဘေခန်းကြီးစအငယ်30ထဲမှာငါလူမျိုးတွေနဲ့ငါ bringing အတစ်ကိုပြုတ်လို့မယ်လို့ဘုရားသခင်ပြောထားတယ်ခရစ်တော်ကလည်းမဿဲ26ထဲမှာငါ bringing အတစ်ကိုတင်တော့နဲ့ငါသူပြုတ်မယ်လို့ bringing ပြုတ်တဲ့သူအရာအားလုံးကကျွန်တော်တို့ဒီကျမ်းစာကိုနော်ဒီကျမ်းစာကိုကျွန်တော်တို့ဘုရားသခင်နှုတ်ကပတ်တော်လို့ယုံကြည်လက်ခံတဲ့သူတိုင်းအတွက်ကတော့ဒီကျမ်းစာထဲမှာဂတိပြောထားတဲ့အရာတွေကျွန်တော်တို့အတွက်ပဲလို့ကျွန်တော်တို့ဒီလိုပဲခံယူတယ်တင်တို့ငါကိုယုံကြည်ကဲတင်ချင်းရမယ်ဆိုတော့ဒီကျမ်းစာလည်းဒီကျမ်းစာပေါ်ပေါ်ပြထားတယ်ဒါကျွန်တော်အတွက်ပဲကျွန်တော်ယုံကြည်တယ်မိဘကိုယူတည်စွာပြုတ်ပါဆိုတဲ့ဟာလည်းဒီကျမ်းစာမှာပဲရှိတယ်ပြီးတော့ကတော့ဤတီလလူမျိုးဒီစီမှာပဲပြီးတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့အတွက်မိဘကိုယူတည်ဖို့လိုအပ်တယ်ဆိုတာဆိုတော့ဒီကျမ်းစာထဲမှာပြောထားတဲ့အရာတွေကျွန်တော်တို့ ਨੇ တက်ဆိုင်တယ်လို့ကျွန်တော်တို့တိပြခန်းကြီးနေ့အငယ်နဲ့7ထဲကရကျွန်တော်တို့ယုံကြည်ပါတယ်ဟုတ်ကဲ့ဟုတ်ပြီကျွန်တော်တို့ပြီးပြီဟုတ်ပြီဟုတ်ကဲ့အခုချိန်မှာတော့အချင်းပြီးပြီမဲ့လဲဆရာတို့နှစ်ယောက်ပဲစကားပြန်ဆွေးနွေးမဲ့ချိန်ဖြစ်ပါတယ်ခုပါစတာအချင်းယူပြီးတော့ဆရာ brother ရဲ့ပြောချက်ပေါ်နေပြင်ပြီးမိခွန်းထုတ်မှာဖြစ်ပါတယ်အခုချိန်မှာပါစတာကို9မိနစ်ဟုတ်ကဲ့မင်္ဂလာပါဆိုတော့ခုန brother ကပြောတာကျွန်တော်တစ်ချက်လေးကျွန်တော်ကျွန်တော် connection တစ်ချက်လေး loose ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အားလုံးမကြားဒါမဲ့ကြားတဲ့အဲမှာကျွန်တော်မြည်ပါမယ်ဆိုတော့ brother ကဆဆပြောချင်းကတော့ဖယားသခင်ကဖန်ဆင်းခါစားတော့ကရက်တမတ်တာနဲ့အခုရက်တမတ်တာကဖယားသခင်အဲ့တုန်းကရက်တမတ်တာမရှိဘူးလို့ brother ကပြောပါတယ်ဟုတ်ပါသလားဟုတ်ပါပြောပါတယ်ဒါဆိုရင်ကျွန်တော်တို့အခုချိန်မှာစောင့်နေတဲ့တနင်္ဂနွေနေ့ကခရစ်တော်ရဲ့စင်ပြန်ထမြောက်တဲ့နေ့ဟုတ်ပါသလားဟုတ်တယ်ကျွန်တော်တို့အခုစောင့်နေတယ်ဘာလို့လဲဆိုကျွန်တော်တို့က Roman တွေကကျွန်တော် Roman Empire အဲ့ဒီတုန်းကကျွန်တော်က Roman ပြက်ကတင်ရှိဟုတ်ပြီbrother ချီချီပြက်ကျွန်တော်ဒီတနင်္ဂနွေနေ့စောင့်တာကခရစ်တော်စင်ပြန်ထမြောက်တဲ့နေ့လို့ကျွန်တော်သတ်မှတ်တာဟုတ်ပါသလားဟုတ်တယ်ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့ဟုတ်တယ်ဟုတ်ပြီကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တို့တောက်ကြနေ့ကခရစ်တော်ကလက်ဝါးကားတိုင်းမှာ
ติคันเดนี่เลยจนเราว่าเล็กขันบาดละ เล็กคำบาเลย พอวิสุดดีเต้าจานี่เนี่ยตนิงกันวันนี้ก็จนมากกว่าขันที่เสงาอังเงลิสนิเทมาเอ็ดีนี่ก็คริดดเลว่าการอะไรมาตีเดนี่ก็เต้าจานี่โลอติอะไรมาตันเต็นท่าเดอุปนิลนตัวคนนี้ปัทมานี่ยันนะส่วนตนิงกันวันนี้กูคนนี้ปัทมานี่ส่วนมาแต่ขันที่นัสเซติอังเงนัสเซติอังเงติเทมาที่จะพบยาท่าเดตัวเจ้าดีคนนี้ตะปันเนี่ยคริดดตีขานว่าคนนี้ตะปันเนี่ยพันสินสินว่าคนนี้ตะปันเนี่ยตุงีเดโลพิโอยีบราดาเล็กคำละจิโนมีอ่ะเสียจิโนเอริตุงอ่ะจิโนพิโอแค่เทมาพันสินพยาติคิงอ่ะเย็ดตุยผมมาปีวูโลเวจิโนพิโอเลยเนาะเขาเดี๋ยวเย็ดนามีมาปีละจิโนเย็ดนามีมาเอ้ดีจิโนมีพิโอเลยเทมาบ่เนาะพยาติคิงอ่ะปัทมาเนี่ยดัตซันเดย์พิมพ์ดูดีอันนี้อ่ะมันเดย์พิมพ์โซ่ให้เขาบาร์จิโนเอ้ปายกูจิโนพิโอละเนาะโรแมนอันนี้พี่โรที่แจ็คกระดิ่งที่พิลาเนี่ยขามันจิโนโรกาที่ควันเทคอายาโรอาลงละจิโนโรกาพอละพอเลยเขาบาร์ว่าเขาบราดากุจิโนถ้าเรามีคู่กับโรมันเอ็มพายร์โรมันยอมาริกานี่กูคุยเดสุราบราดาพิโอราเขาบาร์ละนี่กูคุยเดซันเดย์สุราเลยตัวแจ็คกระดิ่งมาตามหาตาบ่โอเคนี่กูคุยเดนี่กูคุยเดโรมันดีเขาบาร์เนาะไม่หรอกมันนี่เทมากาวุตัวว่าสัตตันสุรานัดตัวโยเดมอนตัวโยมันเดย์สุราฮารีเนาะกุ้งลุงเขาบาร์สุดจนรู้คุณาบราดาก็พิโอเดเทมาจนเนเนลีสิมพิจารณาตัวเชิงเบลล์จ่าเลยรวมดีจ่าเลยรวมดีส่วนนี่เลยสิมพิจารณาพยาตะเข่งก็ดีดมาห้องจันเทมาตู้ลูมิวรีสีมาไม่เสด็จข้าจ้างาดีเตนกูเอกตุปีกันนี่เกเตนโดพยาตะเข่งพิบาเดลุตู้ไม่เสด็จเอ็ดีพยาตะเข่งก็เตนโดอุปนิสัมบังงามไม่มาท้าเดสุดพยาตะเข่งเย่เปียวจัดเชลีตะคู่ลีโรจโนสิมพิจารณาสุดจนรู้งารู้ดีจันทร์เทมาสิเดพยาตะเข่งเปียวเรพยาตะเข่งเนี่ยดีกันนี่จนรู้กูคุยเดพยาตะเข่งก็ตูเบสุราโกบราดาเล็กขันบาตละจนเล็กขันบาเลยจนโอบีอากูตัวเรบราดาก็บราดาก็เล็กขันตัวเรอายาตะกูจิจุเต็มบาเดนาวถ้ามีคนใจเอราดีก็จนเปลี่ยนไปเลยไปดูบราดาเย่กูจนเปลี่ยนไปโคบามีโอเคจิจุเต็มบาเดจนที่เราเบมีชิมบาเดโอเคอายังจิจุเต็มบาเดเสียดายเปียวเลยเทียนี่จุดน้าทองเด็ดแต่อานาเดแต่มาปริตอารมณ์ผู้พี่น้าเลยไม่รู้จนเต็มบาเดจุดsection 1ပြီးတော့ပါပဲခင်ဗျာအခုချိန်မှာ section 2ပြန်စမှာဖြစ်ပါတယ်ဘယ်သူအရင်စမယ်ဆိုတော့ဒီဘာတိုင်းမနာလင်းကနောက်ထပ်7မိနစ်စမှာဖြစ်ပါတယ်အခုချိန်မှာ Brian နဲ့အချိန်ယူပြီးပါဟုတ်ပြီကျွန်တော်အခုနဓမ္မဟောင်းကျမ်းစာထဲမှာဣဇဲလူမျိုးတွေနဲ့ပြည်ရင်ဖွင့်ထားတဲ့အကြောင်းပေါ့နော်ကျွန်တော်ပြောခဲ့ပြီးဒီကအခုတမတိမှာခရစ်တော်လာပြီးတဲ့နောက်ပိုင်းမှာဒီကျွန်တော်တို့စေခရိယန်နေတဲ့ကျမ်းစာထဲမှာကျွန်တော်တို့ကဘယ်လိုဒီစပတ်ကိုဘယ်လိုစောက်ခဲ့ကြတယ်သူတို့ဒီဟာကျွန်တော်တို့ခရိယန်တွေတော့ဆိုင်တလားဆိုတဲ့ဟာကိုကျွန်တော်ပြောပြတော့မှဖြစ်ပါတယ်။ကဲကျွန်တော်အခုစနေတွေဖင်ကနေအမြဲတုံးနေတဲ့နာဇရက်မြို့ရောက်တဲ့အခါမှာဘုရားသခင်ခရစ်တော်ပါလေကျမ်းစာဖတ်တယ်နော်ကျမ်းချက်တွေမှာပြောတော့ဘုရားလူတိုင်းချင်းဟိနေကြမှာလို့ဆိုတရားစကားမှာတော့ပြမှာကျမ်းစာဖတ်တယ်ပေါ့နော်အဲ့ဒါကြောင့်သခင်ခရစ်တော်ကစပတ်တော်ဆောက်တယ်တဲ့ဆိုတဲ့အခါကျကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ကြည့်ရင်ကျွန်တော်တို့ကသခင်ခရစ်တော်လာတာကိုကဒီဣဇဲလူမျိုးတွေကိုပြန်စုဖို့ဒီလူတွေဒီဣဇဲလူမျိုးဂျူးတွေတရားပြန်နာဖို့ပြန်ချပြဖို့ပထမဆုံးလာတဲ့အခါကျပထမဆုံးဂျူးတွေရဲ့ထုံးစံကိုလိုက်ရတယ်အရေးဖြားလိရတယ်ပေါ့နော်ပြီးတော့ပါဒကပွေးခြင်းပါရတယ်သခင်ခရစ်တော်ကပြီးတော့ unleavened bread တွေပေါ့နော်သူကတုံးဆောင်ရတယ်ပေါ့နော်ဆိုတဲ့အခါကျဒီဖခင်เจ้าကိုတောတဲ့အခါဆိုတော့ဂျူးတွေရဲ့ဆရာကိုတောတာကျွန်တော်တို့အတော့ကတော့ဟိုတာကိုကျွန်တော်တို့ကခရိယန်တွေအတော့ကတာခရိယန်တွေဆက်ဆောင်ရမယ်ဆိုတာလည်းကျွန်တော်တို့မှမရှိဘူးเนาะနံပါတ်2ကျွန်တော်ကခုစနေနေ့ဖက်ကအမြဲတမ်းတုံးနေတဲ့စပန်နေ့ဟာကျွန်တော်တို့ကလူအတော့ဖြစ်တယ်ဟိုစ
Sapane a lua adopted the lua ubone at the king crypto yes a guard hammer bono era general near erabe. So like a general era Gmas and general Magusia Magu Jango to know the Kulung Chiama. Elma general Fariseri, but Mama the Sileti to go the king crypto good Aleka Fariseri Magina, Dudiama Maltes or a Puko Kora Kajara, a guitar in a Niban as of Fariseri Magina. Dadiama Bales or the king crypto Eddie. Elo ubung ne ma be di lunar ko pyu su la le a chin ma po le no chin ro ga fasting le asa song chin ni ba nya le pa la da po no ke aw ma ma ku ka khan chin 73ma po no ai ma chin ro twai ya me the king crypto a di ubung ne ma luk tin ne aya ri ko luk de a chang po no ai da bi ro pharisee ya tro ai ro a me ya phie le luk de chin ma chin ro ga the king crypto na so ma pyo de saga ba le The Sabbath was made for man for not for the man for the Sabbath for. Yojina, it is Janza Lego General below Nale Yamalis General. And the Upunega Israel Muria Kituma Mima Hoya, Jessima Maya, Mim Hoya Lucian Daya the Kitty, Israel Muri Kima, what the Lopiaking and Takina, Amuan and Tukine Bono. Biro Trogo Bama Jisi Mamaya, Bema Hototi, Maluya, so that we a Kanta Chet, Miaji Sidekama, to a Piata, Upisigo, Malu Mayara Cataro. The Damatica Ramo, Crypto, but Mausum Jinsin like that, Erabe. So, like again, Julia, the Pharisee, Ella was setting my song in Kajara Cataro. I mean, no, a gong have Ubu Mamalupu, gong, what who Dilorivet, the Ubu Nego, where Ayana Montine, then Ubu Nima, below Niame, Baluyame, so Haku, Mino Matibus or to get in cancer, no? So like Kajaro era, Canan the set your market there. Dinner, Ubunego were sending and Pitabima, the Critogo, Amhande up to the critical Lema Canale, the jury go the king Critua, Meno Atato, Amhani, there, no, but about something like that. The Mahong Jans, Mamima Moya Banya, go choking care at the king Crito, no? And the Pharisee of the king Crito, Ubunego, Piasi, Boli, and I to go tap chin a secret robo canable, no, Era Nabati. Nabaninga Kuse Amyaji Yoda Luma. Tamando Watuja Kanji set down the Kulungo Papa, Sally the Kulungo Papa Senga, set chow the Kulungo General Patechima, General Poluani Biro near the Gabo Dori, no? Drew Bales, the Yasaya Sidenia Tango Dori. Anyman Jatana Bolu down Mati Julian in Biro, Beloguman touching Kejara. Anyman to Teato Hopes and Bolu go through a Yansara. As to Jury and Korean, I mean, Matula, Polo Droya synagogues, through a Teasa or Dobima, whatever Dogo Cataro, Roma Korean and Jury Mate. So like a Tiniama, Polo and Teado, who le Diru, Dro Kikama, Sura Roman Empire, Matro Sapaka, Julia, to any name as Sura Cata, Lua any name at Dobima, Dohora, and a drew at Kongombo. So like a Junoga, any name with Dora and Bolua, and Sao Kere, Sobima Bono, and General Puro Mayawu, so that General Diare, Pira Cajaro, General Elobo, do ye the King Crypto yet the being the King Crypto, Sagar Tema Bono, I am the Siwans as a gong, Balea, Kuna say, me dot Tema, get Crypt Panic Balo Coco and Bono, the two are made. I mean, Julia Paya, is there Lumoria Payago Coco, so to look down, and Alexander Mashiva, no, Alamashiva. So like the King Crypto do Camilo Gang, see hot there, John, the King Crypto of Yola, no Korean Riga, Gogo Yarola, Bono, Crypto, Yola, Camilo goes to Gogo Lachin today, so that you know the people order. The King Yesua Ubung Lema, but John Ricky Sari, Ubung Lema to look there, look tango Paniseria, Yansa Kere, a jungle general Toyabi, below, General Korean Doga, Belole, the Patamanema, the Tamado Watu accounting has said on him, Mabono, and Patma Sundroa, Crispo, draw Pure and Neighbor, so that Kajaro, the Moxabi Pere Jumbo, Boyo as the name, I get the Ayan Mixadea Horrible. And the Joa Piro era the name of first week of the Bono, Sunday Bono, Piro Genoroga, Tamado Watu Akanji. Here I can listen him. I need time to look there so I could get the repeat and need time and I will do body so that John Bono. So that be ma the Pubima see one size a gong naga, the Akuna
แต่มาดูว่าทุกอาคารที่เซ็กคนในกูจะโนโลจีเดชิมาเตสซาโลนี่มีมาบอกว่าเอริเตียสยามมาวันปีมาเตียต่อหัวเนี่ยตัวชูรีเนี่ยที่ดูสกาโกเล็กขันเนลูเรียเอริมาตัวพิจารณาพิเดปีโรเอริอันนี้จะโนโลเซตต่อยังปนเซตสิทธิ์อาชีพพายังจะโนโลกาบอกว่าแต่ชาเนี่ยมาต่อไปมาเตียหัวต่อมาจูรีต่อไปมาเอริเนี่ยกูเลยยันต่อชาเนี่ยจังเลยปนจะโนโลว่าที่ตัวยาเลยปีโรแต่มาดูว่าจุอาคารที่เซ็กซี่กูจะโน้ตพายเนี่ยเอริมิวมาพิจารณาเด็ดเด็กขาจะรอดีปนเอริมาเตียสายมาต่อเลยอาจารย์ปีโรแต่ชาโอมาเรียนี่ยันลาเลยที่มีดาสุนเหสุอันนี้ปีโรที่รู้แต่ยากูเปลี่ยนไปจ่าเลยอาจารย์ปนจะโน้ตว่าอเมริกาตัวอย่างเอจแต่มาที่จันทร์เทมาจะโน้ตสับปะรดจะโน้ตตัวเด็กชิมมาเอ็น่ะสับปะสับชิมมาหูผู้ปนบาโลเลสโซ่เอ็น่ะกันเอ็นี่มาสู้ยุ่งเนี่ยจูริโกแต่มันดูชีริกันเดียต่อหัวละพี่เอ๋อาจารย์จุนโรจันทร์เทมาจุนโรเอ็น่ะต่อได้จุนโรสับปะสับเลยลูกพิโอลไม่ยาบุโซ่เลยอาจารย์จุนโรพิโอเช่นเนี่ยเพราะการจะรออาคุณะจุนโรพิโอต่อเลยที่อุปติตะคู่มาบ่ตัวตะเคียนคริสตัวตาอุปเนี่ยลูตาลูอัตตัวพี่เอ๋โซ่เลยเนี่ยมาตัวရဲ့ contact က Pharisee တွေကိုပြောတယ်မင်းတို့ Pharisee တွေကဒီလိုလုပ်နေတာကကောင်းတဲ့ဟာမလုပ်ပဲနဲ့ဒီလိုပဲကိုကအကောင်းလုပ်နေတာကိုလာဝယ်ဖန်တဲ့အခါကျသူတို့ကစပ်ပါရဲ့ကြီးကျွန်းဖြစ်သွားတာဆိုတော့တခင်ခရစ်တော်ကမဟုတ်ဘူးဒါကျွန်တော်တို့လူအတော့ဖြစ်တယ်လို့ပြောတဲ့နေရာမှာကောင်းတဲ့ဟာလူသားရဲ့ကောင်းကျိုးအတော့ပဲလို့သူကပြောတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဒါတခင်ခရစ်တော်ကလူအတော့ဖြစ်တယ်ဆိုတော့လူတိုင်းစပ်ပါစောက်ရမယ်ဆိုတဲ့ဟာကြတော့ကျွန်တော်တို့ကမဖြစ်နိုင်ဘူးပေါ့နော်ကျမ်းစာရအဲ့ဒါကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ Catholic တွေကကျွန်တော်တို့ဒီစေယုခရစ်ယာန်တွေရဲ့လာတဲ့အတိုင်းပေါ့နော်ဒီ AD 80အဲ့ဒီတုန်းကဒီမုတ်စပီကြီးဖဲကြတဲ့အကြောင်းပေါ့နော်စာပထမနေ့မှာစုကြတဲ့အကြောင်းပေါ့နော်ပြီးတော့ AD 125မှာ Saint Irenaeus တို့Saint Ignatius Antioch တို့ပေါ့နော် Saint Justin 150မှာသူတို့ကအဲ့ဒီနေ့မှာမုတ်စပီကြီးဖဲတာတွေအစမိစ္ဆာတရားကိုပထမနေ့မှာသူတို့ပူဆိုတာပွဲလို့လုတ်ခဲ့ကြတာတွေရဲ့အစကကျွန်တော်ခရိယန်တွေအတွက်ကအဲ့ဒီနေ့ကတဖြည်းဖြည်းနဲ့လာတာဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့ကဒီအကြောင်းကိုပြောလာမယ်ကျွန်တော်တို့ကဒီတမတိကျမ်းစာရဲ့အပြင်ဖက်ကိုတော့မှဒီဟာကဘယ်တော့ကကနေဝတ်ပြုခြင်းနဲ့စနေဝတ်ပြုခြင်းရှိတာတည်းကိုယ်ခရိယန်တွေအတွက်ပေါ့နော်ရှိတာလေဆိုတော့ကျွန်တော်သိရမှာဖြစ်တယ်။ဘယ်နည်းကြံတယ်เป็นไม่เล่าจานตีนะကျေးဇူးတင်ပါတယ် brother ဟုတ်ကဲ့ဒီလိုအချိန်ကွက်တိနဲ့လောက်တာတကယ်နိုင်ငံတကာဆန်ချင်းကြီးအချိန်တိုးတက်ကျေးဇူးတင်ပါတယ်အခုချိန်မှာကျွန်တော်ပါစာနေပြီးတော့အချိန်20 မိနစ်ယူမှာဖြစ်ပါတယ်ဟုတ်ပြီကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်တို့အခုနောက်ဆိုရင်တော့ cross question 5 မိနစ်စီပြီးရင်ကျွန်တော်တို့conclusion အချိန်ကတိတ်မှများတဲ့အတွက်ကြောင့်ကျွန်တော်ကပြောရင် presidency လုပ်ရင်းနဲ့မိခွန်းလဲပါလိမ့်မယ် brother ကတီချာနားထောင်ပြီးစီချင်တယ်ဆိုတော့ခုန brother ကပြောသွားတဲ့အချက်တစ်ခုကခရစ်တော်ကဥပုပ်လုကာခန်းကြီးလေးအငယ်16ထဲမှာခရစ်တော်ကဥပုပ်ဆောင်တယ်ဆိုတာကိုတော့ကျွန်တော်တို့တွေ့တယ်ဒါပေမဲ့ခရစ်တော်ကဥပုပ်ဆောင်တိုင်းငါတို့ကလည်းဥပုပ်ဆောင်ရမယ်ဆိုတဲ့အချက်မရှိပါဘူးလို့ brother ကပြောပါတယ်ခရစ်တော်ကဆောင်တဲ့ဥပုပ်နည်းကိုကျွန်တော်တို့ကမဆောင်ဘူးဆိုရင်ဥပုပ်နည်းဆောင်ရမလဲဆိုတာစဉ်းစားစရာဖြစ်နေပါတယ်ဆိုတော့ခရစ်တော်ချိန်တုန်းကလူနာတွေကိုကိုတာပြောက်ကင်းတဲ့ချိန်ခါမှာဥပုပ်နည်းကိုပဲယူပြီးတော့ကိုတာပြောက်ကင်းလေးရှိပါတယ်ဒီနေရာမှာကျွန်တော်တစ်ချက်စဉ်းစားဖို့တစ်ခုကခုန brother ကလည်းပြောတယ်ဥပုပ်နည်းပြီးတော့မောစီခေတ်တုန်းကဥပုပ်နည်းမှာမီးမွေးတဲ့သူကိုတတ်တယ်ဘာငစီကန်ကလနာတွေအများကြီးတမှန်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်ခါတုန်းကသူတို့တောထဲမှာရှိနေတဲ့ကြောင့်ထမင်းမီးမွေးစရာမလိုအောင်ထမင်းချက်စရာမလိုဘုရားသခင်ကချက်ပြီးသားမာနမဟုတ်ဘူးပြည့်ရဲ့သားနဲ့ဥပုပ်နည်းမှာစကားနားမထောင်ပဲနဲ့သူတို့လှုပ်ချင်တာလှုပ်သွားချင်တဲ့နေရာသွားတဲ့အခါကျတော့ဘုရားသခင်ထပ်ပြီးတော့ပြည့်ညက်ထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်
no Diniama di Johnny ku Crido Ching Kanu Fariserica di Uponi Sound Chine Pate Piro Troka Pupiro Danger de Upadiku Tare Hacho Cridoka Upo Soundpong Sound Niku teacher Letri Piara Pipiro Uponiku Piasida Mahobu Uponia Malubu Suda Adepe Mateo Ben editing Karunga Sani Upone Taningani Upoka Piatana Bama Masibabu Taningani Upo Sound Masibabu So di sanini uponi mangube manga on song ting de pongsan song ting de niku kridoka letui piatada kipare etwa jaw kridoka uponi ma malo ten malo ada ayaku low ni de suda kado kridoku pitte ni de farise du sagabe pipare phayatakin sagamo farise ka kridoku pitte chin de kha cho uponi ma malo ten malo ada ayaku low de Kridoka uponi manga low ten low de ayakonga low de Menoa uponi ma dwintema meno nuat account do account chakelu make ni mela Naka uponi ma low ten low tide ayaku low da pit de so upo song song ni gu pya tada pipido uponi ku song sia malu bu so de adebe ku mate ya bu lo chno wa pyo chin ne pyo di ya ma chno brother ka khwan ya me so ki lo sin chno PC chin da takku ka khuna chno pyo de aya tchet li brother ku khat pi do sim pya si chin khuna chno ti len pho pya tha de ai du di nok kapat do chan sa the ma taning kanwe ni upok song me so de text takku ma ma si bu lo chno pyo twa de da ku chan chat ne takku ti cha a chin ya yi wa ti cha sim pya si chin de Sudo, Jonoka, Polu, Tinkadonga, Kuna Jonota, Liniam, Laumachano, Piota Bibi, Polu Tamanorica, and Tioma Dologon, Philippi Malogon, Tetolonima, Colin Tuma Dologon, a Chani, Ma Payaku Misico, the Uponima Be, Payatu, Siku de Sudaku, Jono, Gencha Taurani, a judge on a roqua, or Popia Tara, Kuchano, do you see body? Sudo, Uponi Piaside, Uponi Piaside, low Piode to Gaconachano Yotalu, Fariseri be Pinni bare. Eta John, Dimaside, Bradanet Guachano, Anatota Semiachano, Payatakin, Nukapado, Amantia Apinchano, Piochinda, the Kukado, Bale Suro, Sonoro, Jansama, Side, Uponima. Payatkin pure uponima uponiku songchin bene. A cha uponiku songchin de suda caro general. A cha uponi songbo and general. A jumpia chedi a mew sade surgeon. Since I say ya, Macon people are surgeon. Piochin. Suro dinia machino the chair the carretino, Piochin at the Kukaro, Kuna, Brada ka fiore, general di upo. Sona gade, upo sona gade, Sonoro, Damahonchama itila lumune side aya pide, we itila lumu to the bello, Piota bade, Kuna, Sono Piota the lu, Upo Payatake, Pinado se batema, Uponi Macabo beatada. No, Nimibaku uti so puba, Luate Kumatabane lo, Payataking atutu, Uponi atutu, Pinya pitada pibare. Chande Uponika itila lumudi be like shabuba, Julu mudi be like shabuba, Mapio bene general, the Uponi the Kutema, Julu mudi ne, at the baby tade suda, Kadochino, Luya swe piora, Yabula, Piro Chonoroka, the Kusinas at the Kukona Kado, Kunachono Piotalo, the Uponika pansens in Payata Hene side a yapiban, pansens and Payata King Paya and in a cook were young chide to the Uponima, Tuku. Payaku, Sikubu and Payabitade, Uponi Pide Suda, Johnny Goodsano, Dochina Pibade. Okay, Jisute Mare, a Chingle, Pila with him bade. Limited and did it, Pidavilla. Limited on Chandida, Asen Jono Piola, limited on Chandida, Goodsano, Alagama, Mapisi Chimao. Suro, Sonoro Dinia Mat Tapido Jono. Piochin at the Kukado, Sonoro, wa di Tanenganweni Uponika, Beka, Sapilla the lay, Bajong Krian Teku, Willa the lay so that Johnny Gu, Brada Capu Tileme. Brada Capu Tileme.
소로 디 짠사고 저너로 디 파야트게 노까빠도고 저너로가 용지 라이샤부얀 tkhutido 파야트게 노까빠도로 저너 용지데 용지메 수켈로 주시엔 어 저너로가 디 짠사 테마 시데 아야리 디 아야리가 저너로 와 비아레 짠칸치 세코니 앙게니 테마 파오피엔도 아뮤타미 소데 아 란르이니데 아텐도가 tuye majuende yungchi chiniku law ki sembiendiku taipiro sapiyiku muyi sire sura achang li ko lesno sensa se ya amyai di niya ma chono achin khana li ja ni de chin kha ma chono pyo chin de aya ri amya shi de da me chono na to ta sin de ji su ni cha de di yot tan ko ji su ni dhamma prita di chono pyo chin da to chono ho di no ka pat do phaya ke no ka pat do ka aman tya phit ni de di man tya the ma di chansa the ma shi de uponi ati acha siye dane no chono tiyo khanchinga angeta se thema chono pawon chama tetti dilau mya ye dane pyo talo myu di chansa thema uponi ne patte piro ati acha amya siye dane ba philo chansa ma mapa de uponi ku ba phlo song chin la le sensa sia mya shi ba de so ro chono do ka phaya takhin ka chono do ku emata ma chit de phaya sin phit ba de chono kaumuku to apin chono tu ka chono ko keten chin ma pi bu tu ye jesu do tat chang chono ro keten chin pi de phaya phit ba de tu ye jesu ko do ku khan sa de tu de tet lai so ya me wa di ku phaya ta pi tha da phit ba de di pinyen do se pa ri ya do chono do keten chin ya si pu ya phaya ta pi tha da mo me keten chin ya pi ta ri atwet chono lai so ya me atet ta ma khriyan tet ta ma yung chi to tet ta ma chono do lai so ya me atwet phaya ta pi tha da aya phit ba de ai twa chong phaya ta no ka pat do atai be atet sin mu phaya ta tin tin de atai be chono atet sin mu chono thakha pyo chin ba de okay jisu tin ba de do be pyo lai me jisu tin ba de khu ching ma brother Diamond Linga ni pi do now 30 minute achin yu ma phit ba de khu ching ma brother ko achin pi ba de ni ka me pho la sorry ba pi do bi ma da ba de khu ching ma cross question လုပ်တဲ့ချိန်ဖြစ်ပါတယ် brother ကနေပြီးတော့5 minute cross question ရေဦးဆုံးပြရမှာဟုတ်မော moderator တစ်ချက်လောက်သူက presentation အရင်မလုပ်ဘူးလားလုပ်ပြီးပြီဟော sorry အရင်လုပ်ပြီးပြီဟုတ်ပြီ sorry ပါကြောင်သွားတယ်ငါအခုချိန်မှာ cross question နဲ့စလုံးစပါ brother ကနေပြီးတော့ cross question 5 minute ချိန်ရပါတယ်ဟုတ်ပြီဆရာတမန်ကျမ်းစာထဲမှာခရိယန်တွေအတွက်တခင်ခရစ်တော်ကနေပြီးတော့ဒီစပန်နေမှာဣသရေလလူမျိုးတွေစောက်တဲ့စပန်နေကိုစောက်ရမယ်ဆိုပြီးမှပြောထားတယ်လုံးစိတ်ပတ်စိတ်စကလုံးတစ်လုံးလောက်ရှိတာကျမ်းစာထဲမှာဘယ်လိုမျိုးပုံစံကြိုက်လဲကျွန်တော်ကခုနပြောပြီးပြီဂျူးတွေကိုတရားဟောခြင်းတော့သူတို့ရဲ့ဆရာထဲတော်တယ်သူတို့လိုအရေးထားထိတယ်ဆရာတို့လည်းအရေးထားမထီဘူးသူတို့ကပါတကပွဲချင်းပါတယ်ဆရာတို့လည်းမချင်းပါဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဒီကမေဖြေလို့ရမလားသူကတခင်ခရစ်တော်ဣသရေလလူမျိုးတွေလို့ဒီတမန်ခရိယန်တွေပေါ့နော်ကျွန်တော်ခရိယန်တွေကိုစပတ်ဆောင်ရမယ်ဆိုပြီးမှလုံးစိတ်ပါစိတ်တစ်လုံးလောက်ကျမ်းစာထဲမှာရှိတာသူတရားဘလာတာတော့နော်ကျွန်တော်တို့ဒီအရေးဖျားလေးတာတို့ပတ်တခါပွဲပြီးတော့ဝီနီထုံးပွဲနဲ့စိုက်တဲ့လေဝါကားတိုင်းကိုပုံဆောင်တဲ့ပွဲတော်ဒီဖြစ်တဲ့အတွက်လေဝါကားတိုင်းနောက်ပိုင်းမှာကျွန်တော်ဒါဒီကိုစောင့်စံမလို့ပေါ့လို့ကျွန်တော်ကောလိုတဲနီအငယ်16ထဲမှာပေါ်ပြထားပါတယ်ဒါတွေကအဲ့ဒါဒီနဲ့ဒီဥပုံနေကမဆိုင်ဘူးခင်ဗျာဒီဥပုံနေကပြည့်တဲ့ဘာထဲမှာပါတဲ့အတွက်ကြောင့်ဒီလေဝါကားတိုင်းကိုလေဝါကားတိုင်းကိုပုံဆောင်တဲ့ဥပုံနေမဟုတ်ဘူးဂျိုးလိုမျိုးတွေကဥပုံနေနဲ့ဒီ9ရက်ဥပုံနေဆိုတာနှမျိုးရှိတာဒိုရင်တိုရှင်မဲ့ဖြစ်ပါဥပုံနေကိုခရိယန်တွေစောင့်ရမယ်ဆိုတဲ့တမန်တော်ကြီးတွေရဲ့စကားသခင်ခရစ်တော်ရဲ့စကားတစ်လုံးလောက်ရှိလားရှိတယ်အများရှိတယ်ဘယ်မှာဆက်ဆောက်ရမယ်ဆိုပြီးမှပြောတဲ့ဟာသူတို့ဥပုံလေးမှာတောပြီးမှတရားတော်ဟိုးတာနဲ့အဲ့ဒါစောက်တယ်လို့မခေါ်ဘူးလေနော်ကျွန်တော်ပြောပြီးပြီဆိုတဲ့အခါကျဘယ်နေရာမှာအတလုံးလောက်ရှိတယ်လေကျွန်တော်ကတော့ question နေညံလေးဟောပေါ့နော်အဲ့ဒါသူတို့ကိုယ်တိုင်ကစောင့်တယ်ဆိုမှတော့နော်ကျွန်တော်တို့စောင့်ရမှာပေါ့ဟုတ်ဘူးသူတို့နောက်ကိုကျွန်တော်လိုက်နေတာပဲအဲ့ဒါမှကျွန်တော်တို့ကတခင်ခုနကျွန်တော်ပြောဖတ်သွားတဲ့ကျမ်းစာမလုံလောက်ဘူးလား
哇，就那种去懂ကျွန်တော်အချင်းပို့တော့မယ်အဲ့ဒါဖြည့်ပေးပါလို့ပေါ့နော်ကဲဒါမှဖြည့်ပြီးနောက်ထပ်မေးမယ်ဒီတနင်္ဂနွေနေ့ ဒီပါတယ်ကျွန်တော်ဝက်ပြိုးချင်းကဘယ်တုန်းကပြောင်းသွားတာလဲဘယ်လိုလဲကျွန်တော် connection loose ပြီခရိယန်တွေကဘယ်တုန်းကစားပြီးတော့ဒီခရိယန်တွေကပေါ့နော်ဒီတနင်္ဂနွေမှာဝက်ပြိုးချင်းစားလို့ပါတယ်ဘယ်ခုနှစ်ပဲရဆွဲမှာတဲ့ခရိယန်တွေကကျွန်တော်တို့ကွာတနင်္ဂနွေနေ့စောင့်တာကတော့အတိအကျကတော့ကျွန်တော်တို့အတိအကျပြောမယ်ကွာဥပဒေတစ်ခုအနေနဲ့ပြဋ္ဌာန်းတဲ့ပုံစံပြောဆိုရင်အဲဒီ320ခုနှစ်မတ်လ9ရက်နေ့မှာစတင်ပြီးတော့အမိန့်ထုတ်ပါတယ်အဲ့ဒီမတိုင်ခင်မှာလဲခရိယန်ထဲမှာဥပုပ်တနင်္ဂနွေဥပုပ်ဆောင်တဲ့လူရှိတယ်အဲ့ဒီခရိယန်ထဲမှာတနင်္ဂနွေဥပုပ်ဆောင်တဲ့လူရှိနေတဲ့ချိန်ခါမှာခရိယန်ထဲမှာပဲတစ္ဆာစစ်စွာပြစနီဥပုပ်နေ့ကိုဆောင်တဲ့လူအများကြီးရှိပါတယ်အဲ့ဒါဆိုခုစလုံးကိုစေခရိယန်ရဲ့စောက်တာအရှင်းပြတယ်ပေါ့နော်စီခရိယန်ရဲ့စောင့်တာကဒီတနင်္ဂနွေစောင့်တာကတော့ဒီကျမ်းစာနဲ့ကိုက်ညီလို့စောင့်တာမဟုတ်ဘူးသူတို့ကဟုတ်ပြီဒါဆိုဒီစေခရိယန်တွေကအတော့သူတို့ရဲ့ New Testament တွေကိုဒီ Israel လိုမျိုးတွေကလက်ခံတယ်လားဂျူးတွေကဘယ်လိုလဲတစ်ချက်လောက်အတန်နဲ့တူနေတယ်တမန်တော်ကြီးတွေဟို New Testament 29ဆောင်ကိုဂျူးတွေကလက်ခံပေးတယ်လားဒီဖာရိဆဲဂျူးတွေကနေပြီးတော့လက်ခံပေးတယ်လားစပါစောက်တာတဲ့လူတွေကလက်ခံပေးတယ်လားဒီဓမ္မတိကျမ်းကိုလားဟုတ်တယ်ဓမ္မတိဖာရိဆဲချင်းခါတော့ဓမ္မတိကျမ်းဒီ29ကျမ်းမပေါ်သေးဘူးလေဗျာဟုတ်ပြီအဲ့ဒါဘယ်တော့ကပေါ်လာလဲဓမ္မတိကျမ်းလားဒီဒီ300 400ပတ်ဝန်းကျင်လောက်ဖြစ်မှာဗောဒါဓမ္မတိကျမ်းကဘယ်နေ့မှာဝတ်ပြုကိုးကွယ်တဲ့လူတွေကအဲ့ဒီကျမ်းစာကိုအတိမတ်ပြုတာဘယ်နေ့မှာဝတ်ပြုစနေနေ့မှာဝတ်ပြုတဲ့လူတွေအတိမတ်ပြုတယ်လားတနင်္ဂနွေနေ့မှာဝတ်ပြုတဲ့လူတွေကအဲ့ဒီ29ဆောင်ကိုအတိမတ်ပြုတယ်လားအဲ့ဒီတော့ကတနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်တဲ့သူကဒီစနေနေ့ဥပုပ်နေ့စောင့်မယ်ဆိုတဲ့ကျမ်းချက်ကိုရေးပြီးတော့သူတို့ကိုယ်တိုင်ကမဆောင်တာမလိုက်လျှောက်တာဟုတ်အဲ့ဒီရွေးကောက်တဲ့လူတွေထဲမှာသူတို့ကပဲခုနှစ်သူတို့ကမှားနေတယ်ပေါ့ဒါဆိုကျမ်းစာရွေးကောက်ပြီးတော့ကျမ်းစာကြတော့ရွေးထုတ်တယ်မှားတယ်ဆိုတော့သူတို့ကကျမ်းစာကိုလို့ရွေးကောက်တယ်သူတို့လုပ်တိုင်းဟိုကျမ်းစာကိုရွေးကောက်နိုင်တဲ့ဖခင်ရဲ့ဉာဏ်ပညာကိုသူတို့ဆန့်ကျင်တာဖြစ်တော့မှာလားဒီမှာတခုရှိတာကဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီကျမ်းစာကိုရေးတဲ့အခါကျတော့ကျမ်းစာပထမအဦးဆုံးကျမ်းစာပြုစုတဲ့သူတို့လူချင်းတဲ့အတိုင်းကိုကျမ်းစာပြုစုတာမဟုတ်ဘူးသူ့ရဲ့ပဲခုနှစ်တုန်းကအဲ့ဒါပဲအတင်းတော်ပြုစုတာလဲလို့အဲ့ဒါသူ့ရဲ့ကျမ်းစာပြုစုတဲ့ခုနှစ်အတိအကျတော့ကျွန်တော်တကယ်ပဲမသိတာဟုတ်ကဲ့ဟုတ်တယ်8393မှာကက်သလစ်အတင်းတော်ကြီးအဲ့ဒါအတိမှပြုလိုက်တာပါဘဟုတုတအနေနဲ့ပေါ့နော်အဲ့ဒါကျွန်တော်ဆိုဘာဖြစ်လို့ကက်သလစ်ကမလိုက်လျှောက်တာလဲဟုတ်ပြီကက်သလစ်ကဘာလို့မလိုက်လျှောက်လဲဘာလို့မလိုက်လျှောက်တာလဲဆိုတော့ဒီတို့ရဲ့ Israel လူမျိုးတွေကိုတီတီတတ်တတ်ပေးတဲ့ဟာလည်းဖြစ်တယ်ပြီးတော့တမန်တော်ကျမ်းစာထဲမှာစေခရိယန်တွေကတို့လုံးဝကိုဆက်ဆောက်ရမယ်ဆိုတာမရှိတဲ့အတွက်စပတ်ကိုကျွန်တော်တို့ဟေဘရဲခန်းကြီးကျွန်တော်ပြနိုင်တယ်ပေါ့နော်ဟေဘရဲခန်းကြီးလေးအငယ်ကိုတိချဖတ်ပါအဲ့ဒီဟေဘရဲခန်းကြီးမှာအနာတတေဆိုတာရှိတယ်နော်အနာတတေဘာနေတဲ့အနာတတေကသူတို့ပေးတဲ့အနာတတေရှိသေးတယ်ကျွန်တော်တို့ဥပုံလေးကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်ဥပုံလေးဟဲ့ဖြစ်တော့လားဥပုံလေးနေရပဲဖြစ်မယ်ခொနရဲ့ဥပုံလေးတခုတည်းပဲအချိန်ပြတော့ပါဘူးခင်ဗျာโอเคအခုချိန်မှာပါစတာနေပြီးတော့ cross question မြင်ရမယ့်အချိန်ဖြစ်ပါတယ်9မိနစ်ရပါတယ်ခုနကျွန်တော်ပြောသွားတဲ့brother ကိုကျွန်တော်တို့ဒီတနင်္ဂနွေနေ့ဥပုံနေ့စောင့်ရမယ်စောင့်ပါဆိုတဲ့ကျင့်ချက်ကို brother ဟုတ်တယ်ကျွန်တော်ပွန်လင်းပြောမှာအဲ့ဒါလုံးဝမရှိဘူးမှန်ပါတယ်တစ်ချက်လေးစပတ်တစ်ချက်လေးလုံးဝရှိမယ်ဆိုတာရတယ်ဗျပါစတာလိုက်ကြနေခဏဆောင်နော်ခဏလေးသူ့လိုက်ဟုတ်ကတ်သွားတယ်သူပါစတာဒီနေ့လိုက်ကြပြီးတော့အခုပြန်လာပါပြီအခုချိန်မှာပါစတာပြန်ပြချိန်ပြအောင်ကျွန်တော်ဟုတ်ကဲ့sorry ပါကျွန်တော်လိုက်ကြဒီနေ့ကြမှာလိုက်ရပြီလို့ဖြစ်သွားလဲမသိဘူးเนาะ
အားလုံးကိုတောင်းပန်ပါတယ် ရပါတယ်ရပါတယ် like အဲ့လိုမျိုးပဲဒီခါတိုင်းအဲ့လိုမျိုးဆိုတော့ moderator ရေကျွန်တော်ဘယ်အချိန်ဘယ်လောက်ရသေးလဲ 4 မိနစ်အချိန်ရပါသေးတယ် ဟုတ်ကဲ့ so brother ကိုအထူးကျေးဇူးတင်ပါတယ်ကောင်းမွန်ဟွာယူသားနဲ့ဝန်ခံအမှန်တရားကိုပြောတဲ့အတွက်ကြောင့် brother ကိုအထူးကျေးဇူးတင်ပါတယ်ခုန brother ပြောသွားတဲ့တနင်္ဂနွေနေ့ဥပုသ်ဆောင်မယ်ဆိုတာကတော့ဘယ်ကျန်းချက်မှမရှိဘူးလို့ brother ကပြောတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေရာမှာ brother ကိုကျွန်တော်ထပ်ပြီးတော့မေးချင်တာတစ်ခုကတော့ကျွန်တော်တို့ဟွာခရစ်တော်ကကျွန်တော်တို့ကိုပြောတာဒီခုနကျွန်တော်ပြောတဲ့တမန်တော်ဒီကစောင့်တဲ့အရာတွေကိုကျွန်တော်တို့ကစောင့်တာကအမှန်ကန်ဆုံးဖြစ်ပါတယ်အမှန်ကန်ဆုံးဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တခုထပ်ပြီးတော့ပြောချင်တာတခုကတော့ကျွန်တော်တို့ဟွာကျွန်တော်တို့ကကျမ်းစာမှာအတိအကျဖော်ပြထားတယ်ခုန brother ကပြောထားတယ်ဥပုံနည်းကိုစောင့်ထင်းမယ်ဆိုတဲ့ကျမ်းစာအတိအကျရှိပါသလားဆိုအတိအကျရှိလွန်းလို့ကျွန်တော်တို့ကောင်းကင်တစ်နဲ့မီကြီးတစ်အတွက်တောင်မှကျွန်တော်ပြောထားပြီးပြီဆိုတော့ထားလိုက်ပါတော့ကောင်းကင်မိုင်းရတယ်မရှိဘူးလို့ပြောထားပြီးသားအလေးနေပါဟုတ်ကဲ့ပြောဟွာ brother ပြောသွားတဲ့ထဲမှာကျွန်တော်ထပ်ပြီးတော့မိချင်တာတစ်ခုကတော့ကျွန်တော်တို့ဒီကျမ်းစာထဲမှာမပါတဲ့ဥပုံနည်းတနင်္ဂနွေဥပုသ်ဆောင်ဖို့ရန်ဘယ်သူတွေကစတင်ပြီးတော့လို့တာလဲဘယ်လိုစတင်ဖြစ်ပေါ်လာတယ်လဲဟုတ်ပြီကျွန်တော်တို့ကဒီတာ case ဆိုတဲ့ 1850 မှာရေးတဲ့ Catholic အတင်းတို့ရပထမဦးဆုံး Catechism စာအုပ်မှာတနင်္ဂနွေနေ့မှာဝတ်ပြုကိုကိုယ်ချင်းရှိတယ်မိုးဖဲတယ်ပြီးတော့ 1850 မှာ Saint Justin ကနေတနင်္ဂနွေနေ့မှာဝတ်ပြုခြင်းကိုယ်ချင်းရှိတယ်အလှူထက်ခြင်းရှိတယ်ဒီမှာတမန်တော်ကြီးကလည်းတစ်ချက် brother တစ်ချက်အဲ့ဒီမှာအဲ့လိုမျိုးတနင်္ဂနွေနေ့မှာဝတ်ပြုကိုယ်နေတဲ့ချိန်ခါမှာစနေနေ့မှာတစ္ဆာရှိဆိုတာဖြင့်ဝတ်ပြုကိုယ်တဲ့ခရိယန်တွေရောမရှိဘူးလားအဲ့ဒီနေ့မှာဒီဂျူးတွေကဂျူးကနေခရိယန်ဖြစ်တယ်လေလူတွေကသူတို့ဂျူးရဲ့ဥပဒေကိုဆက်လိုက်ခွင့်ရှိတယ်ဟွာခရိယန်ထဲမှာတစ္ဆာရှိဆိုဟုတ်ပဲအဲ့ဒီကျွန်တော်ဖွဲ့ကြည့်ဖို့ကဂျူးဘာသာနဲ့ခရိယန်ဖြစ်တာလေလူတွေအတော့ကဆက်လုပ်လို့ရှိရတယ်ဒါပေမဲ့ဂျန်ဒါတွေငါတို့လိုဂျန်ဒါတွေနော်ဂျူးမဟုတ်တဲ့လူတွေအတော့ဆရာဘယ်ချမ်းချက်တုံးဘယ်ချမ်းချက်ရှိတယ်လေဂျူးမဟုတ်တဲ့ခရိယန်တွေကသူစပ်ပတ်ကိုစောက်ရမယ်ဆိုတဲ့ချမ်းချက်တစ်ချက်လေးဣဇဲလူမျိုးတွေကဆက်စောက်တယ်အခုလည်းစောက်တယ်နောင်လည်းစောက်မှာကျွန်တော်တို့ခရစ်တော်ကိုယ်တိုင်ကလူသားအတွက်လို့ပြောတယ်ဗလာဒါလည်းလူသားဖြစ်ပြီဗလာဒါအတွက်ဖြစ်ပါတယ်အဲ့ဒီလူသားလို့ပြောသားလို့ပါတယ်လူသားထဲမှာပါလူမျိုးကရင်လူမျိုးအရေးစဲအဲ့ဒီကျွန်တော်ပြောတာကအဲ့ဒီလူသားလို့ဆိုတဲ့ချမ်းချက်မှာကိုနိုင်ကဒီအဲ့ဒီလူသားအတွက်ဖြစ်တယ်ဆိုတာသူရဲ့ abuse လုပ်တဲ့ကိစ္စမှာပြောတယ်လူတိုင်းဆက်ဆောက်ရမယ်ဆိုတာမဟုတ်ဘူးလူသားအတွက်ပေးထားတာလေဟုတ်တယ်လူသားအတွက်ဖြစ်တယ်ဒါပေမဲ့အခုနကျွန်တော်ပြောတယ်ဣဇဲလူမျိုးတွေဒီဂျူးတွေဆက်ပြီးမှအဲ့ဒီမှာပို့ပြီးမှအလုကံဟာနေတဲ့အခါကျတော့တာကို तू ကပြုတ်ပြင်ပေးတယ်နေတာအဲ့ဒါနဲ့ဆက်ဆောက်ရမယ်ဆိုတဲ့ဟာမပါဘူးဆရာတိတ်ချပြန်ကျွန်တော်မေးတဲ့မိခွန်းပြန်ပြီးတော့မေးချင်ပါတယ်ဒီတရားချောတုံးကဒီခရိယန်ဒီဂျူးလူမျိုးတွေမဟုတ်တဲ့ဟိုဂျူးလူမျိုးခရိယန်တွေကပဲဥပုသ်ဆောင်တယ်ဂျူးလူမျိုးမဟုတ်တဲ့အခြားလူမျိုးတွေကတနင်္ဂနွေဥပုသ်ဆောင်တယ်ဆိုတာအထောက်အထားရှိပါသလားရတယ်အများကြီးရှိတယ်ကျွန်တော်တို့က8305မှာကျွန်တော်တို့ကဂျင်းပါတဲ့ evidence စာအုပ်နဲ့စာရေးဆရာလေးတွေပြောပြနိုင်မလားဟုတ်ကျွန်တော်ဟိုသူရဲ့ဘယ်လိုလဲ Saint Justin ရဲ့ဒီ first apology ဟုတ်ပြီရပြီ brother ရပြီကျွန်တော်အဲ့ဒီ50အဲ့ဒီ150အဲ့ဒီ130ပတ်ဝန်းကျင်တုန်းကခရိယန်ထဲမှာတနင်္ဂနွေနေ့ဥပုသ်ဆောင်တဲ့လူရှိတယ်မှန်တယ်ဒါပေမဲ့အဲ့ဒီချိန်ခါတုန်းကဂျူးမဟုတ်တဲ့အခြားလူမျိုးတွေခရိယန်တွေကလည်းစနေနေ့ဥပုသ်ဆောင်တစ္ဆာရှိဆိုပြီးဆောင်တယ်ဆိုတဲ့အကြောင်းလေးကို History of Christian Church 5 edition volume 3စာမျက်နှာ380ထဲမှာအတိအကျဖော်ပြထားတယ်ဘယ်လိုဘယ် concept ပြောပြပါဦး History of Christian Church ဘယ်နေရာမှာလဲစစ်တာမျက်နှာ volume 3စာမျက်နှာ380မှာဟုတ်ပြီအဲ့ဒီဘယ်နိုင်ငံမှာဘယ်ဒေသမှာဖြစ်တာလဲတဲ့ဟာအဲ့ခုနကျွန်တော်ပြောပြီးပြီလေဂျူးလူမျိုးမှာ
ดูหลุยว่าคริสเตียนดีอ่ะอุปนิสัยข้องสองตัวนาเมข้องสองตัวนาเมข้องสองไปดูชีเดข้องสองแต่เราเชิงพี่ก็เราเป็นยังโอเคအခုချိန်မှာဆွေးနွေးတဲ့ဟာအင်မတန်မှကောင်းပါတယ်နားထောင်တဲ့သူများလည်းဒီမတန်မှမျက်စိပွင့်နားပွင့်နှလုံးပွင့်ဓမ္မတရားလည်းပို့ပြီးရှာချင်တဲ့စိတ်ဓာတ်ပေါ်မလို့ကျွန်တော်ယုံကြည်ပါတယ်အခုချိန်မှာ conclusion လုပ်ရမယ့်အချိန်ဖြစ်ပါတယ် pastor ကနေပြီးတော့ conclusion 5 minute လုပ်ရမှာဖြစ်ပါတယ်ပြီးတာနဲ့ brother ကလည်း5 minute လုပ်ရမှာဖြစ်ပါတယ်အခုချိန်မှာ pastor က5 minute conclusion လုပ်ဖို့အချိန်ကြီးပါတယ်ဟုတ်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဆုံးပြောဖို့ဖွင့်ရရတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ခေါင်းစဉ်ကတော့ Saturday Sabbath and Sunday Sabbath ခေါင်းစဉ်နဲ့ဖြစ်ပါတယ်အဲ့ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ brother က Sunday Sabbath ကတော့ကျမ်းစာထဲမှာလုံးဝမပါဘူးလို့သူကိုယ်တိုင်ပြောသွားတဲ့အတွက်ကြောင့်ကျွန်တော်သူ့ကိုလေးစားပါတယ်ဘုရားသခင်လည်းသူ့ကိုကောင်းချီးပေးပါစေအထူးပဲကျေးဇူးတင်ပါတယ်နော်ကျွန်တော်တို့ကဒီကျမ်းစာထဲမှာဥပုံနိစနိဥပုံနိအတိအကျရှိတယ်ဆိုတာကိုကျွန်တော်ကျမ်းချက်အပြင်အများပြောခွင့်ရတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ခုနကျွန်တော်ပြောသွားသလိုကျွန်တော်ဒီအချိန်ခဏလေးတော်တွဲမှာကျွန်တော်ဒီအရာတွေကအရန်ကျေပြည့်တဲ့အရာတွေကိုကျွန်တော်တို့ညီကိုနှစ်ယောက်ကခဏလေးဆွေးနွေးတဲ့အပေါ်မှာအဖြစ်အားလုံးလဲကျွန်တော်တို့မရသည့်တိုင်အောင်တော့ကျွန်တော်တို့တခုလေးတော့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်ဆွေးနွေးစရာတိုင်ပင်စရာကျွန်တော်တို့ဒီလိုမျိုးဖလဲစရာတွေအများကြီးရှိမှာပါကျွန်တော်ဒီအာယာကြီးကြတော့brother ကနောက်သူအကြောင်းတက်နေတယ်ဆိုတော့သူအခွင့်ရတယ်လို့မျိုးကျွန်တော်တို့နောက်ဆိုမှကျွန်တော်တို့နှစ်ယောက်ကိုကျွန်တော်တို့ချိန်ပြီးတော့ကျွန်တော်တို့အချိန်ရတယ်လို့ကျွန်တော်တို့ပြုလုပ်မှာဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ဆွေးနွေးစရာများခရစ်တော်ကပြည်သူကိုပေးတဲ့တော့ကပါတော့လေဆိုတော့အဲ့ဒါမျိုးတွေနော်ပြည်သူကတကယ်ပထမပုတ်လားစသည်ဖြင့်ကျွန်တော်ဆွေးနွေးစရာကြီးအများရှိပါတယ်ဆိုတော့ပြည်သူကပုတ်ပထမဦးဆုံးကက်သလစ်တွေကပထမဦးဆုံးပုတ်ပြည်သူလို့ပြောပါတယ်ဒါမဲ့ပြည်သူကတော့မဿဲခန်းကြီးစအငယ်14ထဲမှာပြည်သူကအိမ်ထောင်ပြုတ်ပါတယ်ခင်ဗျအခုပုတ်တရားတော့အိမ်ထောင်မပြုတ်ဘူးဆိုနည်းနည်းကွဲလွဲတာတွေရှိတယ်အဲ့စာတွေပြင်အဲ့ဒါတွေကိုကျွန်တော်တို့ဆွေးနွေးဖလှယ်စရာအများရှိတဲ့အတွက်ကြောင့်ဒီရုပ်တံကိုကြည့်ရှုနေတဲ့သူများကလည်းအကယ်လို့ကျွန်တော်တို့ထပ်တိချင်းစရာရှိကြလို့ရှိရင်ကျွန်တော်ကိုမြင်လို့ရတယ်လို့ဘလာဒါကိုလည်းမြင်လို့ရပါတယ်ကျွန်တော်ဒီအာယာကိုကျွန်တော် page ထဲမှာကျွန်တော်ထားမယ် YouTube မှာလည်းထားပါမယ်ဆိုတော့ကျွန်တော်တို့ကဒီအရာတွေကခုန moderator ကပြောတယ်လို့မျိုးပဲဒီအရာပေါ်မှာကျွန်တော်တို့ကအမှန်တရားတစ်ခုကိုရှာဖွေချင်းတဲ့တတ်ဖြစ်ပါတယ်ဒီအမှန်တရားကိုရှာဖွေတဲ့နေရာမှာကျွန်တော်တို့နှုတ်ကပတ်တော်ကိုတစ်ခုကိုပဲကျွန်တော်တို့အဓိကထားတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောသွားတဲ့ကျွန်တော်ခေါင်းစဉ်တိုင်းပဲ Saturday Sabbath and Sunday Sabbath in the Holy Bible လို့ကျွန်တော်ခေါင်းစဉ်တတ်ထားတယ်လို့ပဲကျွန်တော်နှုတ်ကပတ်တော်ထဲမှာပဲဆွေးနွေးတဲ့အတွက်ကြောင့် brother ကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီလိုမျိုးကျွန်တော်တို့သူကလက်ခံတဲ့ဆိုတော့ကျွန်တော်ဒီလိုမျိုးလုပ်ဖို့ရန်သူကလက်ခံထားတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်လို့နောက်ဆုံးအနေနဲ့ကျွန်တော် brother ကိုတော်လည်းကောင်းရုပ်တန်ကြည့်တဲ့သူများနီကိုမောင်နှမအားလုံးကိုကျွန်တော်ပြောချင်တာတခုကတော့ချစ်တော်နီကိုမောင်နှမပေါလို့ကျွန်တော်ဒီလောကကြီးဟာမကြခင်မှာဇက်သိန်းတော့မှာဖြစ်ပါတယ်ကဘာမီချက်အမတမဆူသွင်းနေပြီးယောဂဗျာဒီလေကယောဂတွေအများကြီးရှိနေပြီးဒီချိန်ခါမှာချစ်တော်နီကိုမောင်နှမပေါလို့ဒီတမချန်းစာကိုပဲဖတ်ပြီးတော့ဒီတမချန်းစာတွင်တင်တဲ့အတိုင်းပဲကျွန်တော်မသွားဘူးဆိုရင်နော်ကျွန်တော်တို့စီယူထုံးစံတစ်ခုရဲ့လိုက်လျှောက်မှုအောက်မှာကျွန်တော်သွားမယ်ဘာသာရေးတစ်ခုထဲမှာပဲကျွန်တော်ကျင်လည်မယ်ဆိုကြလို့စင်ခရစ်တော်တို့တဲ့ကြော်လာတဲ့ခါကျရင်ကျွန်တော်ထာဝရအသက်မရမှာဆိုလို့ကျွန်တော်ဒီအနုံတောင်းပန်ချင်တဲ့တစ်ခုကတော့ပါလဲဆိုဒီအမှန်တရားဖြစ်နေဒီဖျားသခင်နှုတ်ကပတ်တော်တမန်တရားထဲမှာကျွန်တော်တွားကြရအောင်ဒီကျမ်းစာထဲမှာဖျားသခင်ရဲ့ဒီနေ့ကျွန်တော်တို့ခေါင်းစဉ်နဲ့ကျွန်တော်နိဂုံချုပ်မယ်ဆိုကြလို့ရှိရင်ဒီတမန်ကျမ်းစာထဲမှာစနေဥပုံနိကိုဖျားသခင်စစ်ကိုဖို့ရန်အတိအကျပေါ်ပြထားတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောသွားရင်လည်းနိဂုံချုပ်ခြင်းပြီးတော့ကျွန်တော်ကျေးဇူးတင်စကား
ပြောချင်တာကတော့ brother ကိုအထူးကျေးဇူးတင်ပါတယ်ဒီမှာ moderator လို့ပြီးတဲ့ဆရာထောင်နေရန်ကုန်ကအထူးကျေးဇူးတင်ပါတယ် host လို့ပြီးတဲ့ Steven မုံတို့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ပြီးတော့ကျွန်တော်အထူးကျေးဇူးတင်ချင်တာကတော့ဒီလူမျိုး brother နဲ့ကျွန်တော် Zoom နဲ့ဒီ meeting လုပ်မယ်ဆိုစဉ်းစားတဲ့အခါကျတော့ Zoom ID ကကျွန်တော်တော်တော်လေးဒုက္ခရောက်နေတဲ့ချိန်ခါမှာကျွန်တော် Zoom ID လိုအပ်နေတယ်လို့ကျွန်တော် page မှာတင်လိုက်တဲ့အခါချက်ချင်းပဲမိနစ်ပိုက်တော်တွဲမှာပဲကျွန်တော်အမေရိကကကျွန်တော်အတော်လွန်တင်လန်လွန်သူတို့လည်းမရတဲ့နေရာတို့လည်းမရကဒီ Zoom ID ကိုသူတို့လုံးဝလွတ်လပ်နဲ့တုံးခွင့်ပြုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်သူတို့ပေါ်မှာလည်းဘုရားသခင်ကကောင်းချင်လားချပေးပါစီခရစ်တော်ကိုယ်တိုင်ကသူမွေးတော့ငါနွားစကုတ်ကိုငားတယ်တီးတဲ့ခါကျင်းဆိုင်မှာငားတယ်အဲ့လိုမျိုးပုံစံသူငားထားတဲ့သူတွေကကောင်းချီးခံစားတယ်လို့ခရစ်တော်ကပြည်သူတို့လေကိုငားလိုက်တယ်ပြန်ပြေးတဲ့ဆိုလေအပီနဲ့ငားလေအပြည့်ငါးနဲ့ကောင်းချေးပေးတယ်လို့မျိုးသူတို့ကိုဘုရားသခင်ကောင်းချေးပေးပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့တာပါတယ်ကျွန်တော်တို့ဒီလိုမျိုးချိန်ခါမှာဒီလိုမျိုးဆွေးနွေးတာဟာအမတန်မှကောင်းပါတယ်အမတန်မှမော်မြတ်ပါတယ်လို့အထူးပဲကျေးဇူးတင်ပါတယ်brother ကိုတော်ကောင်းရုပ်တန်ကျေးဇူးတဲ့သူအားလုံးပေးပါစေအခုချိန်မှာ brother ကနေပြီးတော့9မိနစ်ဖြစ်9မိနစ်ထက်နည်းတယ်ဖြစ်သူ့ရဲ့သဘောပဲ9မိနစ်မလွန်မဲနဲ့ conclusion လုပ်ရမယ်ဖြစ်ပါတယ်အခုချိန်မှာ brother ကိုအချိန်ပေးပါတယ်ဒီလိုဆွေးနွေးခွင့်ရတဲ့အတွက်အထူးပဲဝမ်းသာပါတယ်ကျွန်တော်တမဟောင်းကျမ်းစာကလေးနဲ့ကျွန်တော်ဒီကဘာဦးကျမ်းမှာကစပန်အကြောင်းမရှိတဲ့အကြောင်းဒီစပန်ကဣဇဲလူမျိုးတွေကိုပေးတဲ့အကြောင်းဒီဣဇဲလူမျိုးတွေနဲ့ပြည်ညံပြုတဲ့အကြောင်းဒီဣဇဲလူမျိုးတွေနဲ့ဆိုင်ရဖြစ်ပြည်ညံပြုတဲ့အကြောင်းတမတိကျမ်းစာမှာတခင်ခရစ်တော်ဂျူးတွေကိုတရားဟောဖို့တို့ရဲ့စပန်နေမှာတော်တာတမန်တော်ကြီးတွေရဲ့တို့ရဲ့စပန်နေကိုတော်တာကကျွန်တော်တို့ခရိယန်တွေကိုစပတ်ကိုဆက်ဆောက်ဖို့ပြောတာမဟုတ်ဘူးဒီလူတွေခရစ်တော်လက်မခံတဲ့လူတွေကတရားတော်ဟောတာဖြစ်တဲ့အကြောင်းကျွန်တော်ပြောခဲ့ပြီးဆရာကိုမိတဲ့ကျမ်းစာထဲမှာခရိယန်တွေအနေနဲ့ဆက်တိုက်ပြီးတော့ဒီဂျူးတွေရဲ့ထုံးစံစပတ်ကိုဆက်ဆောက်ရမယ်လုံးစိတ်ပါစိတ်စကလုံးရှိပါလို့ကျွန်တော်မေးခဲ့ပါတယ်သူမဖြစ်သေးခဲ့ပါဘူးပြီးတော့ကျွန်တော်ပြောခဲ့တဲ့8050ဒီထားခေစာအုပ်စင်ဂျတ်စတင်8050 1803 စင်အေရနီဥစ်83စင် EUBCUSဆိုတဲ့ပုဂ္ဂိုလ်တွေဒီကျမ်းစာကိုဒီဖြစ်လာစေတဲ့စင်အနာဒါဆု8369မှာဖြစ်လာတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့ဒီကျမ်းစာကို၌ကတမန်တော်ကြီးတွေပဲကျမ်းစာမှာအဆောင်ကြီးဘယ်လောက်ပါမယ်ဆိုတာမရှိခဲ့ဘူးဒီပုဂ္ဂိုလ်တွေကကက်သလစ်တွေဖြစ်ပြီးတော့ဒီပုဂ္ဂိုလ်တွေကကျမ်းစာကို၌ကလည်းရွေးကောက်ပြီးတော့ဒီ the lost day တို့ sabbath တို့မှာပြော the lost day တို့ပြောတဲ့ဟာပေါ့နော်ဒီဟာတွေမှာသူတို့မုတ်ဖဲတယ်အဲ့ဒါနဲ့မုတ်ကိုမြတ်တွေပြင်လာတဲ့အထူတွေကောက်တယ်အဲ့ဒီမှာသူတို့စုယုံလာတဲ့အကြောင်းကျွန်တော်ပြောခဲ့တယ်ဆိုတဲ့အခါကျကျွန်တော်အထူးပြောချင်တာကျွန်တော်တို့ဘာဝန်းကျင်မှာကြားနေကြတချို့ STA ဖက်ကနေဆိုပိုဟာမင်းကြီးကိုဒါရဲပြောလိုက်ပေါ့နော်တချို့ STA တွေက8363မှာ sabbath ပြောင်းလဲပြောလိုက်တချို့က323မှာပြောင်းလဲပြောလိုက်တချို့က325မှာပြောင်းလဲပြောလိုက်ဒါမဲ့ဆေးဥခရိယန်တွေစင်ဂျတ်စတင်တို့ဘာတို့ကိုကျွန်တော်မလိလာတာလေးတို့အားနဲ့ချက်တစ်ခုဖြစ်တယ်ဆိုတဲ့အခါကျကျွန်တော်တို့ကကက်သလစ်အတင်းတော်ဒါရဲလို့အဝေဖန်ခြင်းခါရမယ်ဆိုရင်ကက်သလစ်အတင်းတော်8393 1442ဘောနော်အဲ့ဒီမှာရွေးထုတ်ပေးတဲ့ဓမ္မကျမ်းခင်ခရစ်တော်ရဲ့ကျမ်းစာတွေမှာဘယ်နဲ့ဆောင်ပါရမှာလဲဆိုတော့မပြောဘူးဒီဓာတွေအဆောင်ရည်တွေတမ်းမှတ်ပေးတဲ့ကက်သလစ်အတင်းတော်ကြီးကသူ့ရဲ့တမန်တော်ကြီးတွေနဲ့စပြီးတော့မုတ်ဖဲခြင်းတခင်ခရစ်တော်ရဲ့ကဲတင်ချင်းစင်တန်ထမ်းရောက်ခြင်းနေကိုဝပြူကိုကိုလာတာစပတ်ကကျူရအတော်အမြဲတမ်းစပတ်ဖြစ်တဲ့ခရိယန်တွေအတော် the Lord's Day တနေ့ကနေဖြစ်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့ကတီးရဲဆိုတဲ့အခါကျတော့တကယ်တည်းအတင်းတော်တခါတလေအဝေဖန်ခံဒါရဲတို့ Antichrist တို့ဘာလို့အဝေဖန်ခံနေရတယ်ဆိုရင်ကျွန်တော်တို့ကက်သလစ်အတင်းတော်ရွေးထုတ်ပေးတဲ့ကျမ်းစာကိုဘာဖြစ်လို့ကျွန်တော်တို့ကိုင်နေမှာလဲဆရာတို့ကအမြတ်တလုံးကိုင်နေတဲ့ကျမ်းစာကိုတခင်ခရစ်တော်ကျမ်းစာထဲမှာ83ပါဖို့ပြောသလားဒီ66ဆောင်ပါဖို့ပြောတယ်လားပေါ့နော်ဆိုတဲ့အခါကျဒီဟာရီယာဒီအတင်းတော်ကနေပြီးတော့မာတဲ့ဆက်ကြောင်းတင်းဒီပေထူဒီကြောင့်ဘောငါအတင်းတော်ဒီဆောင်မယ်ဆိုတော့အတင်းတော်အာနာပေးလာပြီးပေထူရဲ့ဥဆောင်မှုအဖြစ်လာပြီးတော့အခါကြတော့ဒီဂျူးစပတ်ကိုမဆောင်လို့ပဲနဲ့ဆေးဥခရိယန်ရနေစားပြီးတော့ဒီလိုအခုချင်းဒီကက်သလစ်တွေကစောင်းနေတယ်ဒီဝတ်ပြုနေတဲ့အကြောင်းစပတ်စောင်းချင်းတဲ့တနင်္ဂနွေဝတ်ပြုချင်းမတူဘူးစပတ်ဆိုတာတရက်အပြည့်ညနေကနေညနေအထိတနင်္ဂနွေဆိုတာနိုင်တစ်ချက်ပဲကျန်တဲ့ဟာပြီးလုပ်လို့ရတယ်ဆိုတဲ့အခါကျတော့ဂျူးတွေရဲ့စပတ်ကအမြဲတမ်းစပတ်ဖြစ်နေတယ်ကက်သလစ်တွေရဲ့ဝတ်ပြုကိုမှုဟာ
ทำอย่างเดนซันเดนพิษนี่เนี่ยแกตัวนี้อดีตโดยแกที่เกษมสาวมาคนให้ก็เห็นยกพบยาทาร์ซาบาโซลาอิสราเอลมีอะไรตัวพิษตัวตัวไซน์พิษตัวจามาพอยซีเดียพิษแต่ลูสเตสว่าตะกี้มีเสื้อทำอย่างเช่นนิวครีเอชั่นแกเดนเช่นลุกเดลุงอันตัวทำอย่างเดนนี่พิษเดียนี่ล้อมอย่างละเช่นพิษซาบาโซลาที่อียิปต์เนี่ยจนบัวนี่คันบิมาล้อมอย่างละเช่นเนี่ยทิ้งอามาตัวเศร้าเลยเช่นอย่างทำอย่างเช่นนี่ตลอดสเตย์โซลาซันเดย์โซลาจนเราก็คิดคือตัวพิษอาลูกแกตินเนี่ยนี่พิษเนี่ยเอริยานี่เซเลบน์วับอยู่เลยจนเราซันเดย์มาเลยวับอยู่เลยแต่นี่ก็นี่มาเลยวับอยู่เลยนี่ได้วับอยู่เลยดูเนาะโซลาก็จะจนเราก็เอ็นะจ๊ะจนเราก็แกตรีอดีตตัวจนเราที่สับปะกูเปียงเลยเลยมั้งกูลงว่ามาเปียงมูเซลครีอันที่ที่ทางเสียเลสเลยมาโพลาเลยที่อีจีไว้เย่อาเยอัตารีอาเพจจนเราที่ยาเลยปะเนาะโซลาก็จะที่เอริยานี่ตัวสับปะสองชิ้นกูสาระพิเศษจูเรียอเมริกันสองนี่เนี่ยเบรุงก็สับปะมาเปียงมูจูเยสับปะก็จูเยสับปะพิเศษเลยครีอันนี่ว่าอยู่กูไปเช่นครีอันนี่กันเนี่ยจันทร์จูเรียเปรย์โซโลจันทร์อาลงอาซาโบเนาะแกตัวนี้อดีตโดจีอ่ะยุ้ยก้าวเนี่ยขาจารุแต่แกตัวนี้อดีตโดจีก็จนเราตายโลเวพันลามิโออันติคริสต์โลเวพันลามิโอเรียอันเดียมีอะไรกูจูเปย์จันทร์ก็การที่มาโลเวพันลาเรียเอ็มมาดามาพายอนเนี่ยสุดท้ายจังโยชินเนี่ยทีนี้อากูเราพิจารณาเสียเนี่ยอากูกูนี่เปย์อากูลงก็จนว่าทูจีสุดเนี่ยหลังก็จีลูอาลงก็เลยทูจีสุดเนี่ยพยายามเข่งกองจีเปย์บ้างสิทีนี้สุนัยปีเดพาสต้าสมสังดอลกังบราเดอร์ได้มานาลิงกุลกังอัฐูจิสุดเต็มบ้านเนี่ยทุกคนก็ที่เป็นเนี่ยเจ้าชูอาปีเดลูจีเดลูจนว่าเฟซบุ๊กมาชีดแต่ท้องเนี่ยเลยแต่ท้องหายไปวันจันทร์นี่ชีบ้านเนี่ยลูดีเนี่ยอาลงอายันดูเบี้ยวเลยเสียวันซาเนี่ยกังสิที่เลยจนมาเนี่ยเสียภาษาสมสังเนี่ยอัดท้องเนี่ยผลิตภัณฑ์เนี่ยเลยมันเดี๋ยวกูปูบิที่ชินนาเลยไม่รู้เลยที่เนี่ยน่าทะเลปูบิที่ชินไม่รู้เลยจีโน่ที่บ้านเนี่ยแต่เจ้าที่มาจีเลยลูอาลงป่าวเนี่ยลูอาลงเจสุที่บ้านเนี่ยที่ลูนู้เราชิอาเพียนเดียวเนี่ยเดียวไต่ใครได้พูดเนี่ยมันเดี๋ยวกูมาตุยชิทาเลยอะไรเดียวกูเดี๋ยวเนี่ยเดี๋ยววิ่งหาชินช่วยด้วยไปเป็นชินพิเดสุราจีโน่น้าทองนี่เนี่ยตุนยาอาลงตัวละก็จีโน่อาลงที่ชิผู้มิตรตายขันชิมาเนี่ยแต่ข้าแต่จีโน่ตมาแต่ยังก็ไปใครผู้มาผู้มาหูเบเนี่ยดิลูมิวจากการดีเจนสาธิตมาดิลูเปียวเลยดิมาดิลูเปียวเลยหูบาทลาสุบีมันเดียผู้วิธีชินายผู้ยันจีโน่สุนิชินตาพิเดสุรากุเล่ที่ชิผู้จีโน่อันนู้นเปียวจาลูบาเลยอาลงจีเลยดูอาลงเจสุเต็มบาเนี่ยจีโน่สิสิงก็ติลาวบาเวพาสต้าเย่คนนี้เช่นเปียตัวดาลุยนกูน้องสิงปีเรตเจ้าพยาตะเกียจนกสุดองนากูนางยังเดดิลูสิสิงพิพูสุดาเลสาดามานักอิมตามาลุชาตบาร์เดดาจังดาพิเมียวพิส่งเดตัวเจ้าเจสุเดมาเดอาลงโปพยาตะเกียจกองจิมลาชาบิบาซีอาเมนอาเมนอาเมนขอบคุณไลฟ์ปิดตัวบาร์บีคิวเนี่ยอาลงเจสุเดเนี่ยเสียดูสุนีได้ยังกองบาร์เดดูดีเลยยังสิ